1330ခုနှစ်တကူလာပြည့်ကြံအခါတော်အကျိုးနှစ်တွင်တဲမှုဓမ္မယုံကြီး၌ဟောကြားတော်မူသောတရားတော်များဖြစ်ပါသည်ဒီနေ့ဒီရက်မှာဆိုလို့ရှိရင်တကူလာပြည့်နေကြီးနော်တကူလာပြည့်နေကြီးဆိုရင်ဗုဒ္ဓဘာသာများဆိုလို့ရှိရင်ဖြင့်အယူဝါဒဆိုတဲ့ဥစ္စာကဘုရားပြည့်ညတ်တော်ထားတဲ့အတိုင်းလာပြည့်ရဲ့လာွယ်ရဲ့လာဆန်းရဲ့လာစုပ်ရှိရဲ့လာဆန်းရှိရဲ့လာပြည့်လာွယ်ဒါတွေဟာတစ်လမှာ၄သင်းရှိတယ်တကယ်ဓမ္မကြီးနော်၄သင်းရှိတော့ဗုဒ္ဓဘာသာတွေဟာတစ်လ၄သင်းဟာဖြင့်ကိုယ့်ဘုတ်ကိုလောက်ကြတယ်မဟုတ်လားတကယ်မှန်ပါဗျာကိုယ့်ဘုတ်ကိုလောက်ကြတဲ့ဥစ္စာတချို့လည်းကိုယ့်ဘုတ်ကိုလောက်ကြတာပဲလောကမှာနော်ကိုယ့်ဘုတ်ကိုလောက်တယ်ဆိုတာတော့အခုဒကမာကြီးတို့ဟာဖြင့်တရားဌာနလာတဲ့ပြီးတော့တရားနှလုံးကျင့်ကြအားထုတ်နေတာလဲဒါကိုယ့်ဘုတ်ကိုလောက်တာပဲမှန်ပါဗျာလောကီမှာနေတဲ့ပုဂ္ဂိုလ်ကြတော့လည်းပဲတရားမကျင့်ပဲနဲ့သံဃာတော်အရှင်မြတ်များရှိကြောင်းပွားပြီးတော့သီလတွေတောင်းပြီးတော့ယူလိုက်တာဒါလည်းကိုယ့်ဘုတ်ကိုလောက်တာပဲမှန်ပါဗျာနော်သံဃာတော်အရှင်မြတ်များစီမှာ10ပါးသီလတောင်းရတယ်နောက်ပြီးတော့9ပါးသီလတောင်းရတယ်10ပါးသီလတောင်းရတယ်အဲ့ဒီလိုတောင်းတဲ့ဥစ္စာလည်းကိုယ့်ဘုတ်ကိုလောက်တာတွေပဲဒီမှာကြီးအခုတရားဌာနမှာလာလိုက်တဲ့အချိန်ခါကြတော့လည်းပဲတရားနှလုံးကျင့်ကြအားထုတ်တာကလည်းကိုယ့်ဘုတ်ကိုလောက်တာပဲကိုယ့်ဘုတ်ကိုလောက်တာချင်းတော့တူပေတဲ့ကံနဲ့ညာနဲ့ကြွာသွားပြန်တယ်တက္ကမကြီးမှန်ပါဗျာကံနဲ့ညာနဲ့ဘယ်လိုကြွာသွားလဲရိုးရိုးတဏ္ဍမှာသွားပြီးတော့ကျောင်းကိုသွားပြီးတော့9ပါးသီလတို့10ပါးသီလတို့10ပါးသီလတို့နဝင်ကသီလတို့အဲ့ဒါတွေတောင်းတာကတော့ကံပေါ်တဲ့အချိန်ခါရမှာပဲတက္ကမကြီးမှန်ပါဗျာကံမပေါ်တဲ့အချိန်ခါကြပြီဆိုလို့ရှိရင်တော့ဒီမဲ့အပေသွားအောင်မှာပဲထင်တယ်တက္ကမကြီးမှန်ပါဗျာမှန်တယ်ကံပေါ်တဲ့အချိန်ခါ तू ကအကျိုးပေးမှာဟုတ်နော်မှန်ပါကံပေါ်မဲ့ဆိုတဲ့အကျိုးပေးမှာကတက္ကမကြီးတို့အခုအတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးရှိတဲ့အ내ကအတိတ်ကပြုတ်ထားတဲ့ဒါနကုသိုလ်ကံစေရနာသီလကုသိုလ်ကံစေရနာကြောင့်အခုဒကမာကြီးအခုအသက်ဘယ်လောက်ရှိသွား59နှစ်ရှိတာအတိတ်ကသီလကုသိုလ်ကံစေရနာအားသာလာတယ်ဒကမာကြီးအတိတ်ကအကြောင်းပဲမဟုတ်လားအတိတ်ကအကြောင်းတရားကြောင့်မလို့ပြစ္ဆုတ်ပါအကျိုးတရားအခုအသက်ရှည်ပေးနေတယ်ဒကမာကြီးအတိတ်ကသီလကုသိုလ်ကံအကြောင်းတရားမှမပါတဲ့ပုဂ္ဂိုလ်30နဲ့လည်းသေးတယ်20နဲ့လည်းသေးတယ်15နှစ်နဲ့လည်းသေးတယ်ဒကမာကြီး10နှစ်နဲ့လည်းသေးတယ်ဘာကြောင့်ဒီပုဂ္ဂိုလ်ဒီလိုသေရတာလဲတဲ့ကံကုံလို့သေရတာဘာကုံကံကုံတယ်လဲတဲ့အတိတ်ကာလတုန်းကသီလကုသိုလ်ကံစေရနာမပါခဲ့လို့ဒကမာကြီးမှန်ပါဗျာသီလကုသိုလ်ကံစေရနာပါလာတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်ဖြစ်အခုဒကမာကြီးတို့အသက်50ကျော်ဆိုတဲ့ဥစ္စာအတိတ်ကာလတုန်းကသီလကုသိုလ်ကံစေရနာအားသာလာလို့ဗျနော်မှန်ပါဗျာဒကာကြီးပြက်သွားတာပဲဘယ်နှစ်နှစ်မှပြက်သွားတယ်69နှစ်လဲဒါတော်တော်လေးသီလကုသိုလ်ကံပါလာတာနော်69နှစ်ဆိုတော့90ပြည့်မှာ3နှစ်ပဲလို့တော့တယ်အဲ့ဒါအတိတ်ကလာတော့ဒကာကြီးကလည်းပဲသီလကုသိုလ်ကစေရနာပါလာလို့60နဲ့9နှစ်ထဲမှာပြောင်းလဲသွားရတယ်ဒကာမကြီးနော်အခုပုဂ္ဂိုလ်တွေလောကကြီးမှာဖြစ်ပြနေတဲ့သဘောတရားတွေဟာပုဂ္ဂိုလ်တွေကသေတယ်လို့ထင်နေတယ်ဒကာကြီးယုံနံတို့ဤပြိဿသမုပ္ပါဟာပြောင်းလဲခြင်းသဘောတရားပဲရှိတယ်နော်အခုပုဂ္ဂိုလ်တွေကဘလို့ဖြင့်သေတယ်ဟေးဆိုတော့သေတယ်ဆိုတော့တခါတည်းကိုပညာအာယုံပြုတ်သွားပြီဒကာမကြီးအခုကသေတယ်လို့သိနေကြတယ်သေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှသေတာလဲဆိုတော့ရှေ့အရိယသူတော်ကောင်းကြီးတွေဟာမြတ်စွာဘုရားကိုရောသဲလုံးမြပွင့်သွားတဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးတွေရှင်ပြည့်စေကဗုဒ္ဓတွေယဟန္တာအရှင်ကိုရောမြတ်တွေအဲ့ဒီပုဂ္ဂိုလ်ကြီး3ဦးဟာဖြင့်သေကုန်ပြီဒကမကြီးအခုသေတယ်လို့ပြညာထွက်ထားတယ်ဒကမကြီးသေတယ်လို့ပြညာထွက်တော့ဒကာကြီးသေလည်းမသေပဲနဲ့ပြောင်းလဲနေတာဒကမကြီးပရိစ္ဆသမုပ္ပါဆိုတာပြောင်းလဲနေတယ်မဟုတ်လားမှန်ပါဗျာအခုပရိစ္ဆသမုပ္ပါပြောင်းလဲတဲ့သဘောတရားကိုလားပုဂ္ဂိုလ်တွေပြောင်းလဲနေပါလားရုပ်ဆိုတဲ့သဘောပြောင်းလဲခြင်းသဘာဝတရားသဘာဝလက္ခဏာသာရှိတယ်သေတယ်ဆိုတာမရှိတဲ့တရားပဲရှိတဲ့တရားကပရမသစ္စာနဲ့မှယုံနာတို့ဤသဘာဝတရားတွေဟာဖြစ်လိုက်ဆိုတာဒါပြောင်းလဲနေတာပဲဘဝတွေဒီဘဝကနေပြီးတော့ခွေးဘဝကနေပြီးဝက်ဘဝကနေပြီးတော့ငရဲဘဝကနေပြီးတော့တလိษံဘဝကနေပြီးတော့ရေတွေကငါးဒီဘဝကနေပြီးနတ်ဘဝကနေပြီးတော့လူဘဝကနေပြီးဗြဟ္မာဘဝဒါတွေဟာသေးလို့လားဓမ္မကြီးပြောင်းလဲတာဘဝပြောင်းလဲနေတဲ့ယုံနာနေပဲဓမ္မကြီးနော်အဲ့ဒီပြောင်းလဲတဲ့သဘောတရားကိုမသိဘူးပုံကိုယ်တွေကဘလူဖြင့်သေပြီဟေငဖြူဖြင့်သေပြီဟေ
ငမဲဖြင့်သေပြီဟဲဆိုတော့အဲ့ဒီလိုသိနေတော့သေတာကြီးသိနေတော့မရှိတဲ့ပညာကြီးအာယုံပြုတ်နေတယ်ဓမ္မကြီးသေတယ်ဆိုတော့သေတယ်ဆိုတာဘယ်လိုပုံကိုယ်တွေသေတာလဲသဲလုံးအမြပွင့်သွားတဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးတွေသေတယ်ရှင်ပြည့်စေကဗုဒ္ဓတွေသေတယ်ယဟန္တာအရှင်ကိုရောမြတ်ကြီးတွေသေတယ်ဘာလို့သေတယ်ဆိုတာပါလဲတဲ့ဘုံသုံးပါမရှိတော့ဘူးဓမ္မကြီးပြောင်းလဲခြင်းသဘာဝမရှိတော့ဘူးဓမ္မကြီးခဏဖြစ်ခဏပြောင်းလဲတဲ့ဘဝတွေမရှိတော့ဘူးဘဝချုပ်ငိမ့်သွားပြီဘဝချုပ်ငိမ့်လို့သူကသေတယ်လို့ခေါ်တာဓမ္မကြီးအခုပုဂ္ဂိုလ်တွေမရှိတဲ့ပညာကြီးအာယုံပြုတ်ပြီးသေတယ်လို့ထင်နေတယ်ဓမ္မကြီးမသေးဘူးဓမ္မကြီးပြောင်းလဲနေတာနော်ပြောင်းလဲတဲ့သဘောတရားပဲရှိတယ်အခုတော့ပုဂ္ဂိုလ်တွေကသေတယ်လို့ထင်နေတယ်ဓမ္မကြီးအခုဓမ္မကြီးတို့အခုပြောင်းလဲခြင်းသဘောတရားဆိုတဲ့ဥစ္စာဟာဝိပဿနာယောဂီပုဂ္ဂိုလ်ဝိပဿနာမဲ့ဉာဏ်ဝိပဿနာပညာဝိပဿနာစိတ်အဲ့ဒီလိုစိတ်တွေကိုသိလာမှပြောင်းလဲတဲ့သဘောတရားတွေယုတ်အနတ္တနာန္တတမြင်လာတာဓမ္မကြီးမှန်ပါဗျာဒီလိုပြောင်းလဲတဲ့သဘောတရားတွေမမြင်တဲ့ပုဂ္ဂိုလ်ဟာဖြင့်သိတယ်လို့ထင်ဦးမှာပဲဓမ္မကြီးမှန်ပါဗျာသိတယ်လို့ထင်တော့ဒကမကြီးပြောင်းလဲတဲ့သဘောတရားဒီဘဝကနေပြီးဒီဘဝပြောင်းလဲသွားတယ်ငါလည်းပဲပြောင်းလဲရအောင်မယ်လောကသုံးပါးဘုံသုံးပါးမြင်နေတဲ့တရားမဟုတ်ဘူးပြောင်းလဲခြင်းသဘာဝတရားသာရှိတယ်ဆိုတော့ကိလေသာဖြစ်သေးလားဓမ္မကြီးမရှိပါဘူးအယူမအမှတ်မရှိသေးလားမရှိပါဘူးဒိဋ္ဌိကြီးရောမရှိတော့ဘူးနော်အဲ့ဒီတော့ပုဂ္ဂိုလ်တွေဟာဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာယုံနာသဘာဝသဘောတရားသာမြင်ညလက္ခဏာကိုမသိတော့သေတယ်ကြီးဖြစ်မှနေတယ်ဓမ္မကြီးမှန်ပါဗျာအဲ့ဒီတော့ပုဂ္ဂိုလ်တွေဟာသန္တရာလာစမ်းတည့်တဲ့ကအယူမအမှတ်မအစွဲမဖြစ်နေလိုက်တဲ့ဥစ္စာတွေဟာတချို့ပြောနေပြောတာကြည့်တယ်မနေ့ကတော့အိုးစင်းဟာယူပြေဥက္ကာညွန့်နဲ့တွေ့လို့အဲ့ဒါလူတွေဟာအစွန်းနှစ်ပါးမလွတ်ခြင်းဟာပြည့်ဘယ်တော့မှအပယ်မလွတ်ဘူးဓမ္မကြီးမှန်ပါဗျာအစွန်းနှစ်ပါးဟာဘယ်ဟာလဲဒိဋ္ဌိအစွန်းတဏှာအစွန်းမှန်ပါဗျာဒါကြီးဥက္ကာညွန့်ကယူပြေဥက္ကာညွန့်ကအရှင်ဘုရားတဲ့တပည့်တော်တို့တောင်းတွင်းကြီးမှာဆရာတော်ကြီးနဲ့မေးခဲ့လို့တပည့်တော်တို့ပြစ္ဆုတ်ပါဖြေခဲ့ပါတယ်ဘုရားတဲ့သူကစာလို့ရွတ်ပါတယ်ဘုရားတဲ့တပည့်တော်ကနောက်ပြီးတော့ပြန်ဖြေတယ်တပည့်တော်ဖြေတာလဲဒါပါပဲဘုရားလို့ပြောခဲ့ပါတယ်တဲ့အဲ့တော့ဥပဇင်ကတခါမေးတယ်တခါကြီးသံဃာတော်အရှင်မြတ်များဘိဒက6ချတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီပုဂ္ဂိုလ်တွေဟာအစွန်းနှစ်ပါးဘယ်ဟာအစွန်းလဲအတိတ်နဲ့အနာကပရမတ်လို့ပြောလိုက်မယ်ဆိုလို့ရှိရင်ဖြင့်အတိတ်နဲ့အနာကဒါလွတ်ရမယ်အကြောင်းတရားကဘာလဲဒိဋ္ဌိနဲ့တဏှာဒိဋ္ဌိနဲ့တဏှာလွတ်လို့ရှိလို့ရှိရင်နိဗ္ဗာန်မရပြီဘူးလားထမကြီးရပါလားနော်အတိတ်နဲ့အနာကလွတ်ရရောနိဗ္ဗာန်မရပြီဘူးလားအဲ့ဒီတော့အတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလသုံးပါးဟာပုရုဇေမကာလသုံးပါးဖြစ်တယ်ဓမ္မကြီးမှန်ပါဗျာအရိယာများကအတိတ်အနာဂတ်လွတ်တယ်ဓမ္မကြီးမှန်ပါဗျာပြစ္ဆုတ်ပံခန္ဓာ၅ပါးဖြစ်တယ်ဓမ္မကြီးမှန်ပါဗျာပုရုဇေများကတော့အတိတ်ခန္ဓာ၅ပါးပြစ္ဆုတ်ပံခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးဖြစ်တယ်ဓမ္မကြီးမှန်ပါဗျာဒီခန္ဓာ၅ပါးဖြစ်နေတာအစွန်းသုံးပါးမလွတ်ဘူးဓမ္မကြီးဘယ်လိုသုံးပါးမလွတ်တယ်လဲလို့ဆိုလို့ရှိရင်ပုရုဇေပုဂ္ဂိုလ်များဟာဖြင့်အမြင်ပေါ်မှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်နေတယ်ဓမ္မကြီးမှန်ပါဗျာအသံပေါ်မှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်တယ်အနံ့ပေါ်မှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်တယ်ရသာစားကိုက်မှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်တယ်အတွေ့ရုပ်ပေါ်မှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်တယ်ဓမ္မရုပ်ပေါ်မှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်တယ်ဓမ္မကြီးဘာကြောင့်ဒီအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဖြစ်တယ်လဲလို့ဆိုလို့ရှိရင်ဒိဋ္ဌိနဲ့တဏှာမသေးလို့နော်ဒိဋ္ဌိနဲ့တဏှာမသေးတော့အတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအတိတ်တန်ရောစဉ်ပြစ္ဆုတ်ပံတန်ရောစဉ်အနာဂတ်တန်ရောစဉ်သုံးပါးဖြစ်တယ်ဓမ္မကြီးဒီတန်ရောစဉ်သုံးပါးဘာကြောင့်ဖြစ်လဲလို့မိစ္ဆာဒိဋ္ဌိကြီးဖြစ်နေလို့သမာဓိဋ္ဌိနေလို့ရှိရင်သမာဓိဋ္ဌိဖြစ်နေလို့ရှိလို့ရှိရင်ဒီအစွန်းသုံးပါးမလွတ်ပြီဘူးလားလွတ်ပါဗျာအခုပုရုဇေများဟာဒါကြောင့်မလို့ဘုရားကလည်းဟောတာဥပဇင်ကတော့လူသသိန်းစီလူတယောက်မဖြစ်ဘူးလို့ဟောထားတယ်ဓမ္မကြီးအဲ့တော့လေဒီဆရာတော်ဘုရားကြီးကတော့ရာဂတိသိမ့်သံဂတိသေလို့လူတယောက်ဖြစ်ဘူးတဲ့အဲ့တော့ဘာကြောင့်ဒီလိုသိမ့်သံဂတိသေလို့လူတယောက်မဖြစ်တယ်လဲလို့ဆိုလို့ရှိရင်တကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုက်အစွန်း3ပါမလွတ်လို့ဓမ္မကြီးမှန်ပါဗျာဒိဋ္ဌိအစွန်းလည်းမလွတ်ဘူးမှန်ပါဗျာတဏှာအစွန်းလည်းမလွတ်ဘူးမှန်ပါဗျာအတိတ်ကာလလည်းမလွတ်ဘူးမှန်ပါဗျာပြစ္ဆုတ်ပံကာလလည်းမလွတ်ဘူးမှန်ပါဗျာအနာဂတ်ကာလလည်းမလွတ်ဘူးမှန်ပါဗျာအဲ့ဒီတော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ3ပါလွတ်တာကသောတာပန်ပုဂ္ဂိုလ်လွတ်တယ်သရဂံပုဂ္ဂိုလ်လွတ်တယ်အနာဂံပုဂ္ဂိုလ်ကြီးလွတ်တယ်ယဟန္တာပုဂ္ဂိုလ်လွတ်တယ်လွတ်တာပြောတာနော်အဲ့တော့
သောတာပန်ပုဂ္ဂိုလ်ကအောက်မဲ့မှာအောက်ဆင်လွတ်တာသရဂံပုဂ္ဂိုလ်ကအလယ်ဆင်လွတ်တာအနာဂံပုဂ္ဂိုလ်ကအထက်သန္တရာလွတ်တာလွတ်နေပြီဓမ္မကြီးအဲ့ဒီတော့အရတ္တမေအရတ္တဖို့ရတဲ့ပုဂ္ဂိုလ်ကဘုံသုံးပါလွတ်မြောက်သွားတဲ့သန္တရာလွတ်မြောက်သွားတဲ့ပုံညတာနိဗ္ဗာန်ရသွားတဲ့ပုဂ္ဂိုလ်ကြတော့အရတ္တမေအရတ္တဖို့ရတဲ့ပုဂ္ဂိုလ်ကြတော့အလုံးသင်္ခါရချုပ်ပြီးဥပါဒါယုတ်ချုပ်ကုန်ပြီဓမ္မကြီးပုံညဖြစ်သွားပြီဓမ္မကြီးအဲ့ဒီတော့အစင်းစင်ဟာဖြစ်အစွန်းသုံးပါလွတ်ကြတယ်ဓမ္မကြီးအစွန်းသုံးပါလွတ်တာပုရုဇဉ်များကတော့အတိတ်လည်းမလွတ်ဘူးပြစ္ဆုတ်ပါလည်းမလွတ်ဘူးအနာဂတ်လည်းမလွတ်ဘူးဘာကြောင့်မလွတ်တယ်လဲမြင်တဲ့ပုံမှာမိစ္ဆာဒိဋ္ဌိကြီးဖြစ်နေလို့ဓမ္မကြီးယုံနာမမြင်ဘူးဓမ္မကြီးယုံနာလည်းမသိဘူးပညာပရမလည်းမကွဲဘူးဖြစ်တာတွေပြက်တာတွေဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာလည်းမရဘူးနော်မဲ့ပညာဆိုတော့ဝိပါသေးနော်အဲ့ဒီတော့ဝိပဿနာဉာဏ်ဝိပဿနာစိတ်မဲ့ပညာဖို့ပညာဆိုတဲ့ဥစ္စာဝိပဿနာယောဂီပုဂ္ဂိုလ်မှာရကောင်းတဲ့တရားတွေဓမ္မကြီးမကျင့်တဲ့ပုဂ္ဂိုလ်ကရပါမလားမရပါဘူးနော်အဲ့ဒီတော့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေတရားဆိုတဲ့ဥစ္စာကဒီမဲ့တထိုင်နေနဲ့လည်းရနိုင်ပါတယ်ဘာကြောင့်ရနိုင်ပါသလဲဆိုဘုရားလက်ထက်ကတည်းကတရားဟာတဘုဒ္ဓဂါထာတလုံးတစ်ပါးသာအလေးကိုအသိတရားတွေကိုဖွင့်ပေးလိုက်တယ်မြတ်စွာဘုရားလက်ထက်ကမြုံလာပရာဇာကြီးဟာမိတွေလောင်းလိုက်တာသမီးခင်မွန်းတယ်မိလောင်းလာတယ်သားလေးမိလောင်းတယ်သားအကြီးမိလောင်းတယ်သားငယ်မိလောင်းတယ်မိဘမိလောင်းတယ်ညီကိုမောင်တို့မမိတွေတစ်ပါးသောမိတွေတောက်လောင်လာလိုက်တဲ့အချိန်ခါမှာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တွေ့လိုက်တဲ့အချိန်ခါကျတော့အဲ့ဒီတစ်ပါးသောမိတွေငြိမ့်အေးသွားတယ်ဓမ္မကြီးမှန်ပါဗျာဘာကြောင့်ငြိမ့်အေးသွားလဲဆိုလို့ရှိရင်ဆရာကောင်းနဲ့တွေ့သွားတာကိုဓမ္မကြီးလက်ဘုံကဆရာနဲ့မတွေ့ခင်တော့သူ့မှာမိတွေလောင်တယ်ဓမ္မကြီးအဲ့တော့မိတွေဘယ်မိတွေလောင်တယ်လဲမျက်စိကလည်းယာဂာမိဒေါသမိမောဟမိနားပေါက်ကလည်းယာဂာမိဒေါသမိမောဟမိနှာခေါင်းပေါက်ကလည်းယာဂာမိဒေါသမိမောဟမိလျှာပေါက်ကလည်းယာဂာမိဒေါသမိမောဟမိကိုယ်ပေါက်ကလည်းယာဂာမိဒေါသမိမောဟမိမနောပေါက်ကလည်းယာဂာမိဒေါသမိမောဟမိဒီမိတွေလောင်တာဟာဘာကြောင့်ဒီလိုလောင်တယ်လဲတဲ့သစ္စာလေးပါမမြင်လို့ဓမ္မကြီးကမှန်ပါဗျာသစ္စာလေးပါမြင်လို့ရှိရင်ဒီမိတွေလောင်မှာမလားမလောင်ပါဗျာအကြောင်းတရားအကျိုးတရားသိနေပြီဓမ္မကြီးမှန်ပါဗျာဒီဒုက္ခသစ္စာကြီးအမှန်မြင်နေတော့သူဟာဂယုမဆိုင်တော့ဘူးတခါကြီးမရှိတဲ့တရားရှိတဲ့တရားမရှိတဲ့တရားကိုသိသွားပြီမရှိတဲ့တရားပယ်လိုက်ပြီဓမ္မကြီးမရှိတဲ့တရားကိုသိနေတာတဏှာဖြစ်နေတယ်ဓမ္မကြီးဆွဲလိုက်ရင်ဒိဋ္ဌိဖြစ်တယ်အယူမှားနေတယ်အမှတ်မှားနေတယ်အသိမှားနေတယ်မိစ္ဆာဒိဋ္ဌိဒီပေါ်မရှိတာကြီးကိုကန့်ညှိနေတာကတဏှာအစွန်းနှစ်ပါးမလွတ်ဘူးဓမ္မကြီးပုရုဇဉ်ပုဂ္ဂိုလ်များဟာအစွန်းနှစ်ပါးမလွတ်တဲ့တရားကဘယ်တရားလဲတဲ့ဒိဋ္ဌိအစွန်းတဏှာအစွန်းမလွတ်ဘူးဓမ္မကြီးဒိဋ္ဌိအစွန်းတဏှာအစွန်းဆိုတဲ့ဥစ္စာဒါကြောင့်မလို့သိတံဂတိယာကလေးပေလို့လူတယောက်မဖြစ်ဘူးဆိုတဲ့ဥစ္စာဘုရားဟောထားတာအဲ့ဒီတော့လွတ်နိုင်ဖို့ကလည်းအမတန်ခဲရင်တယ်ဓမ္မကြီးဘာကြောင့်လွတ်နိုင်ဖို့ကအမတန်ခဲရင်တယ်လဲမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကဒိဋ္ဌိနဲ့တဏှာအစွန်းမလွတ်ဘူးအတိတ်နဲ့အနာကလည်းမလွတ်ဘူးပြစ္ဆုတ်ပံလည်းသမာအတိလေးမသိဘူးပြစ္ဆုတ်ပံသမာအတိလေးသိလို့ရှိလို့ချင်းရင်အတိတ်အနာကလွတ်တယ်ဓမ္မကြီးဒိဋ္ဌိနဲ့တဏှာလည်းသိတယ်ဓမ္မကြီးအဲ့ဒီတော့ဘာကြောင့်ဒီဒိဋ္ဌိနဲ့တဏှာမသိလဲဆိုတော့မျက်စိဘောက်ကနေပြီးတော့အမှားတွေမြင်နေတယ်ဓမ္မကြီးမရှိတဲ့တရားတွေမြင်နေတယ်မရှိတဲ့တရားတွေဘယ်လိုမြင်ပါလဲတဲ့ဒိဋ္ဌိနဲ့တဏှာဖြစ်ပုံကိုပြောမယ်နော်ဒါကြောင့်မလို့လူသေးလို့လူမဖြစ်ဘူးလောက်ချာလို့ခိုင်းတာဒါကြောင့်မလို့ဥပဇင်းတို့ကလည်းဘုံတော့မသိခဲ့ပါဘူးဓမ္မကြီးဘေးပိတ်တော့မသိတဲ့စာလည်းမတတ်မှမတတ်ပဲကိုစာတတ်လို့ရှိရင်လည်းသိရှင်လည်းသိအောင်ပဲစာတတ်တဲ့လူတွေလည်းများပါတယ်ဓမ္မကြီးသိသလားတော့မသိသေးဘူးအဲ့တော့စာတတ်တဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာပိဋက6ချတဲ့ပုဂ္ဂိုလ်တွေရှိတယ်မဟုတ်လားသိပါဗျာနိဗ္ဗာန်ရလာလို့ဝန်ခံသလားဆိုတော့မခံဘူးဓမ္မကြီးအဲ့ဒီတော့အတိတ်ကလည်းဥပဇင်းတို့မသိခဲ့ဘူးမသိခဲ့တော့ဒီလိုမိမေမောမောပေါ့ပေါ့ဆဆနဲ့ဒီလိုပဲပျော်ပျော်ပါပါကြီးနေခဲ့တယ်ဓမ္မကြီးဘာတွေနဲ့မိမေမောမောပျော်ပျော်ပါပါကြီးနေခဲ့လဲဆိုတော့ဥပဇင်းနေခဲ့တာပြောတာနော်မှန်ပါဗျာဘာတွေနဲ့နေခဲ့လဲသမီးတွေနဲ့နေခဲ့တယ်ပျော်ပျော်ပါပါကြီးညီတွေနဲ့အမတွေနဲ့အမေတွေအဖေတွေရွှေမျိုးညီကိုမောင်နှမတွေနဲ့ပျော်ပျော်ပါပါကြီးဒီလိုနေခဲ့တယ်ဓမ္မကြီးခင်မောလေမတွေနဲ့ပျော်ပျော်ကြီးနေခဲ့တယ်ဓမ္မကြီးသားတွေသမီးတွေနဲ့ပျော်ပျော်ကြီးညီတွေနဲ့ပျော်ပျော်ကြီးဒီလိုပဲလောကကြီးပျော်ပျော်ကြီးဒီလိုနေခဲ့တယ်ဘာမှမသိခဲ့ဘူးဓမ္မကြီးအဲ့ဒီတော့မှများသေသွားလို့ရှိရင်ဥပဇင်းလေအဖေဒီပါမှာလေးပဲထောက်ပြီးတော့ဒီမဲ့မိုးကြောက်ခိုင်းပြီးတိရစ္ဆာန်တွေဖြစ်ပါဗျာဘာကြောင့်လဲတဲ့ဘုရားဟောထားတာပဲယာဂတိသေးလို့သိင်္ဂတိသေးလို့လူတရားမဖြစ်ဘူးလို့ဘုရားဟောထားတာဓမ္မကြီးဘာကြောင့်လဲတဲ့တကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်ဒိဋ္ဌိတဏှာဖြစ်နေလို့ဓမ္မကြီး
ဒိဋ္ဌိနဲ့တဏှာဖြစ်နေတာဘာကြောင့်ဖြစ်လဲတဲ့ယုံနာလည်းမမြင်ယုံနာလည်းမသိဘုရားဟောထားတဲ့တရားအတိုင်းဟာဖြစ်မင်းတို့လက္ခဏာမြင်အောင်ကြည့်ဆိုတော့လက္ခဏာလည်းသိသလားဆိုတော့အမေအဖေသင်ပေးတဲ့လက္ခဏာသိတယ်တကမကြီးဘယ်လိုလက္ခဏာမြင်လဲလို့ဆိုတော့အမေအဖေများလည်းပြီးအနိစ္စဒုက္ခအနတ္တဆိုတာသင်ပေးထားတာအဲ့ဒါပဲသိအနိစ္စဒုက္ခအနတ္တဆိုဒါပဲသိပါတယ်ဗျာဘာမှမသိဘူးလက္ခဏာဆိုတာအနိစ္စဆိုတာလက္ခဏာထင်းနေတယ်တကမကြီးဒုက္ခဆိုတာလက္ခဏာထင်းနေတယ်တကမကြီးလက္ခဏာဆိုတာသဘောတရားလေးမြင်ကောင်းတဲ့တရားမဟုတ်ဘူးသဘောတရားလေးနာလက္ခဏာယုတ်လက္ခဏာအတုဝလက္ခဏာအတုဝသဘာဝလက္ခဏာယုတ်ဤသဘာဝလက္ခဏာနာဤသဘာဝလက္ခဏာနာဤသာမြညာလက္ခဏာယုတ်ဤသာမြညာလက္ခဏာအတုဝဤသာမြညာလက္ခဏာဒီလက္ခဏာတွေမသိခဲ့ဘူးတကမကြီးအမေအဖေများသင်ပေးတဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီလက္ခဏာတွေဒါသိခဲ့တယ်တကမကြီးဒီလက္ခဏာတွေသိတော့ဒီလိုပဲပုဂ္ဂိုလ်ကိုတော့အထင်ကြီးတယ်ငါတော့သိနေပြီလက္ခဏာ၃ပါးဘုရားကလက္ခဏာ၃ပါးသိလို့ရှင်နိဗ္ဗာန်ဝင်တယ်လို့ဒီလိုပြောတာကိုတကမကြီးကိုကလည်းသိနေတယ်အသိမှန်တယ်လို့သူသိနေတယ်တကမကြီးငါလည်းသိနေတာပါကွာအနိစ္စဒုက္ခအနတ္တလူများပြောတာကြဆိုတာကြသိတာနော်သူများဖြစ်ပြက်လို့လားကိုကဖြစ်ပြက်တာတကယ်အစ်စ်ခန္ဓာတဲ့ကယုံနာသဘာဝဖြစ်ပြီးပြက်ပြီးပျောက်လွဲနေတဲ့ယုံနာတနာအနတ္တယုတ်သဘာဝနာသဘာဝသေးသေးချာချာသဘောပေါက်လာဆိုမသိဘူးတကမကြီးမသိတော့အဲ့ဒီတော့ဥပဇင်ဟာသံဃာလာဇတ်တဲ့ကသံဃာကြီးကိုပြေးလျှောက်ပြီးခွေတွေဝက်တွေနွားတွေရေတွေကငါးတွေပိတ်တာတွေဖြစ်လာခဲ့တာတွေနဲဘူးဒကမာကြီးကဘာကြောင့်ဒီခန္ဓာတွေဖြစ်ခဲ့သလဲဆိုတော့ဒကမာကြီးယုံနာမသိခဲ့လို့နော်သဘာဝလက္ခဏာတွေမမြင်ခဲ့လို့လက္ခဏာ၃ပါးမသိခဲ့လို့သစ္စာ၄ပါးအကြောင်းတရားအကျိုးတရားမသိခဲ့လို့မသိခဲ့လို့သံဃာကြီးကိုဒကမာကြီးပြေးလျှောက်လာခဲ့တယ်ပြောင်းလဲလာခဲ့တယ်ဒကမာကြီးတဘောဝပြီးတဘောဝတဘောဝပြီးတဘောဝပြောင်းလဲပြီးတော့ပရိစ္ဆာသမုပ္ပါကြီးလဲခဲ့တယ်ဒကမာကြီးဒီဟာကြီးဟာလဲလာလိုက်တဲ့ဥစ္စာသံဃာလာဇတ်ပြည့်တဲ့ကလဲလာတာနော်အခုတည်းကလဲတော့မယ်ဒကမာကြီးကအခုဒကမာကြီးတို့ဒကာကြီးတို့ဥပဇင်းတို့ဟာနောက်ပိတ်ဆုံးသာသနာဘုရားသာသနာတပတ်ပြန်လဲလာတယ်ဒကမာကြီးတပတ်ပြန်လဲလာတဲ့အချိန်ခါကျတော့ဟောအခုအမျိုးမျိုးအရွာရွာမှာလဲဓမ္မယရနာတွေပွင့်လင်းနေတယ်ဒကမာကြီးရှေ့ကများပြညာထွက်တာမကြဘူးလားဒကမာကြီးရှေ့ကပြညာထွက်တယ်ဘယ်လိုပြညာထွက်တယ်လဲတဲ့ရှေ့ကတော့ကဒါကြောင့်မလို့ပြညာသွားရတတ်တယ်ပါတယ်ပြညာကရှေ့ကထွက်တယ်နောက်ကပရမသစ္စာလိုက်တယ်ဒကမာကြီးရှေ့ကဘယ်လိုပြညာထွက်တာလဲတဲ့ရက်သက်ရငါတည်တင်ငါကြောင်စားကြတယ်ငါဖျားခဲ့ဟေးရဲ့နောက်ပိတ်ဆုံးသာသနာမှာသာသနာပြုတ်တဲ့စัจ जा မင်းပေါ်လာမယ်နော်သာသနာပြုတ်တဲ့စัจ जा မင်းတဲ့အဲ့ဒီသာသနာပြုတ်တဲ့စัจ जा မင်းပေါ်လာမှာတိုက်ပြည်ကြီးအေးချမ်းသာရရှိမယ်တဲ့အဲ့တော့အဲ့ဒီတိုက်ပြည်ကြီးကိုစัจ जा မင်းလေးလာတဲ့အချိန်ခါကျတော့အဲ့ဒီစัจ जा မင်းလေးနောက်ကဘိုးဘိုးအောင်လည်းပါလာမယ်လို့ပြောတယ်ကွာအဲ့ဒီဘိုးဘိုးအောင်နောက်ကစัจ जा မင်းလေးနောက်ကသာခမောက်ဆောင်၄ယောက်လည်းပါလိမ့်မယ်တဲ့ဗျဝိဇ္ဇာကြီးလေးဦးဒါသပင်တဲ့စကားခလေးစကားအယူစကားဆိုတာပြညာကရှေ့ကထွက်တယ်ကွာနော်စัจ जा မင်းလေးလာလိမ့်မယ်စัจ जा မင်းလေးတိုက်ပြည်ကြီးအုပ်ချုပ်မှအဲ့ဒီစัจ जा မင်းလေးတက်လာပြီဆိုသူ့နောက်ကဘိုးဘိုးအောင်လည်းပါလိမ့်မယ်တဲ့တန်ခမောက်ဆောင်၄ဦးလည်းပါလိမ့်မယ်တဲ့အဲ့ဒီတိုက်ပြည်ကြီးကိုစัจ जा မင်းအုပ်ချုပ်လို့တန်ခမောက်ဆောင်၄ယောက်ဝိဇ္ဇာကြီး၄ဦးဘိုးဘိုးအောင်လာပြီဆိုလို့ရှိရင်တိုက်ပြည်ကြီးဟာရွှေလည်းမရှားတဲ့ငွေလည်းမရှားတဲ့ပေါ်လိဆာစပါးတဲ့သင်သူရှင်သူကတာရှေ့ကပြညာထွက်တယ်တကမကြီးအခုနောက်ပိတ်ဆုံးသာသနာမှာတကမကြီးရွှေလည်းမရှားငွေလည်းမရှားပေါ်လိဆာစပါးသေသူရှင်သူကတာမယ်ဆိုတော့အခုရောက်ပြီတကမကြီးအခုအမျိုးမျိုးအနေနဲ့အရရမှာကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေများကုန်ပြီတကမကြီးမှန်ပါပါဗျာယောဂီပုဂ္ဂိုလ်တွေများလာပြီဆိုလို့ရှိရင်သမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မစက္ကုံကြီးပွင့်ပြီဆိုလို့ရှိရင်ဖြင့်သစ္စာ၄ပါးအကြောင်းတရားအကျိုးတရားမျက်စိကလည်းအကြောင်းတရားအကျိုးတရားနားပေါက်ကလည်းအကြောင်းတရားအကျိုးတရားနှာခေါင်းပေါက်ကလည်းအကြောင်းတရားအကျိုးတရားလျှာပေါက်ကလည်းအကြောင်းတရားအကျိုးတရားကိုယ်ပေါက်ကလည်းအကြောင်းတရားအကျိုးတရားမနောပေါက်ကလည်းအကြောင်းတရားအကျိုးတရားအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ယုံနာသဘာဝတာမြင်ညလက္ခဏာမြင်သွားပြီဆိုလို့ချင်းသစ္စာ၄ပါးရသွားပြီဆိုလို့ရှိရင်ဒီကမာကြီးအတိတ်အနာကပြစ္ဆုတ်ပါကာလသုံးပါမြင်ပြီဒီကမာကြီးမှန်ပါဗျာကာလသုံးပါမြင်လိုက်တဲ့တပြိုင်နက်တည်းသေသူရှင်သူကတတာပဲဒီကမာကြီးမှန်ပါဗျာဩငါတို့ဘိုးဒီဘွားဒီ
သာသနာကြီးနဲ့မိဘလျက်သားနဲ့ဒီတရားတော်မြတ်နဲ့မတွေ့ချပါလားငါတို့တော့သစ္စာလေးပါးတရားတော်မြတ်တရားလို့ငါတို့တော့အပေတကားပိတ်ပြီးအထက်သံသရာခလဲသံသရာတော့ငါတို့ရောက်တော့မယ်ငါတို့ဘိုးတွေဘွားတွေသေခြင်းပျက်စီးပြောင်းလဲသွားတဲ့ပုံကိုယ်ကြီးကဘယ်များရောက်ကြပါလိမ့်မလဲလို့နှလုံးသွင်းပြီးတော့ဆင်းရင်သုံးသပ်လိုက်လို့ရှိရင်သမာအသိနဲ့ထိုးထွင်းပြီးတော့အပယ်လေးပါခန်းနေရတာတွေတွေးနေမယ်တမကြီးမှန်ပါဗျာအဲ့ဒီလိုတွေးပြီးဆိုလို့ရှိရင်သေသူကိုရှင်သူကတမှန်ပါဗျာဘာကြောင့်ငါတို့ဘိုးတွေဘွားတွေသားတွေသမီးတွေဒီတရားတော်မြတ်နဲ့တွေးမသွားချဘူးဘာကြောင့်လဲသံဃာလာသန်းတည့်တဲ့ကလောကီဒါနလေးနဲ့လောကီသီလလေးနဲ့လောကီမှာပြုတဲ့ဒါနကုသိုလ်ကံစေတနာလေးနဲ့ကြောင်းသွားပြီးတော့နစ္စာဂိတဝါဒိတဝိတုကဒသနာမာလာကန္နာဝိလိပနာဓာရဏမန္နနာဝိပုရဏဌာနာဝေရမဏိသိက္ခာပရံသမာဓိယာမေလို့ဒီ၈ပါးသီလလေးနဲ့တင်းတိမ်ပြီးတော့ပြည့်စည်ရွှင်သွားလို့အပယ်လေးပါအကုန်ကြကုန်ပါလားလို့တရားသိပြီအဲ့ဒီလိုသေသူကိုရှင်သူကတတယ်ဆိုတာတရားယောဂီမှန်မှာသိကြတယ်မှာမှန်ပါဗျာအဲ့ဒီတော့အခုပုဂ္ဂိုလ်တွေကအခုတချို့ကတော့ဘာစောင့်နေလဲဆိုတော့တိုက်ပြေကြီးစက်ကြမဲ့လာမဲ့ထင်းနေတယ်စက်ကြရောက်လို့လည်းရောက်မှမသိဘူးတော့မှာမှန်ပါဗျာအခုအမြုပ်မြုပ်အနေနဲ့မှာအခုဒီမှာတရားထိုင်ပြီးတော့နေကြတယ်အလောင်းနေပေါ်တော့မှစက်ကြလောင်းနေမှန်ပါဗျာဒိဋ္ဌိနဲ့တဏှာသေးတဲ့ပုဂ္ဂိုလ်စက်ကြတွေပေါ်ဗျမှန်ပါဗျာလောကကြီးကိုဒီရွှေတွေငွေတွေကိုမလိုချင်တော့ဘူးမလိုချင်တော့ဗာလဲတဲ့လူချမ်းသာလည်းမလိုချင်နတ်ချမ်းသာလည်းမလိုချင်ဗြဟ္မာချမ်းသာလည်းမလိုချင်အဲ့ဒီသစ္စာလေးပါးတရားတော်များကြီးရတဲ့ပုဂ္ဂိုလ်ဟာလူပြေနတ်ပြေဗြဟ္မာပြေကိုရင်ရသွားပြီစัจ जा ရှင်တဲ့ဒကမကြီးမှန်ပါဗျာကာလသုံးပါလွတ်မြောက်သွားပြီဒကမကြီးမှန်ပါဗျာအဲ့ဒီပုဂ္ဂိုလ်မျိုးတော့ဒကမကြီးအခုစัจ जा လာလို့လာမှမသိဘူးတချို့ကတော့ဘိုးဘိုးအောင်လာလိမ့်မယ်သာသနာပြုစัจ जा မင်းလာလိမ့်မယ်လို့ဒီလိုထင်နေတယ်ဒကမကြီးပရမတ်စัจ जा တွေရောက်နေတာမသိဘူးဒကမကြီးပညာစัจ जा တာသိတယ်ဒကမကြီးတန်ခမောက်ဆောင်လေးဦးလာလို့ရှိရင်ဝိဇ္ဇာကြီးတွေဇောကြီးတွေလာလို့ရှိရင်ဘယ်လိုပုံကိုယ်တွေလာမယ်အဲ့ဒီပုံကိုယ်တွေလာလို့ရှိရင်တိုင်းကြီးရွှေလည်းမရှာငွေလည်းမရှာပေါ့လေဆန်းစပါသေသူရှင်သူကတလိမ့်မယ်အဲ့ဒီလိုဆိုတော့အဲ့ဒီဝိဇ္ဇာကြီးတွေစောင့်တယ်လောကီကဘိုးဘအောင်လေးလာမယ်ဆိုဘိုးဘအောင်လေးလာပြန်တော့လေပိုက်ဆံပေးတာလည်းမတွေ့ဘူးဒကမကြီးမှန်ပါဗျာအခုဝိဇ္ဇာကြီးတွေအားကိုးနေတဲ့ဥစ္စာတွေဒကမကြီးဝိဇ္ဇာကြီးတွေကနေပြီးတော့ပေးတာလည်းမတွေ့ဘူးဒကမကြီးအဲ့တော့ဥပဇင်ကပြောမိတယ်ဒကမကြီးဒဝယ်ကဒကမကြီးတို့လည်းဟိုတသိမှာပေါ့ဒဝယ်ကနေပြီးလိုက်လာတဲ့ဒကမကြီးတွေသူ့မကြီးကဂိုင်းသမားကိုတောင်ကြီးဝိဇ္ဇာဂိုင်းကိုဝိဇ္ဇာဂိုင်းဆိုတော့သူတို့ညီမနှစ်ယောက်လာခဲ့တယ်ဒဝဲကလာပြီးတော့တရားတွေပါပြီးပေးပြီးတော့တရားသဘောတွေအကုန်လုံးပေါက်သွားပြီးခန္ဓာညံမြင်သွားတယ်ဒကမကြီးညံမြင်သွားတော့ဥပဇင်လျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်အမကြီးအဖြစ်ဂိုင်းဆရာကြီးကနေပြီးတော့သူတို့လုံနေတဲ့ဥစ္စာပွဲတွေလည်းအပေါ်ကနေပြီးတော့အိမ်မကြီးဘောကမဆင်းဘူးဖရားမဆင်းတော့အဲ့တော့တပည့်တော်ဘယ်လိုလုပ်ပြီးတော့ကြမ်းဆောင်ပြီးတော့တပည့်တော်အမကြီးနဲ့တပည့်တော်ခဲကိုဘယ်လိုချောရပါမလဲဘုရားဟာဒကမာကြီးခက်တယ်ဒကမာကြီးရဲ့ဒါတော့မပြောနိုင်ဘူးသူ့ဥပဒါကိုခိုင်းဆရာကြီးကိုအားကိုးနေတာပဲဗျာတဲ့ပစ္စည်းကတော့အနန္တချမ်းသာပါရဲ့ဗျာတဲ့ပစ္စည်းချမ်းသာပြီးတဲ့ဒီခိုင်းဆရာကြီးကဘာဆိုဘာလုပ်လိုက်လို့တော်တော်လေးလည်းပဲပစ္စည်းတွေကုန်ပါတယ်ဗျာတဲ့အဲ့တော့တပည့်တော်ဘယ်လိုလုပ်ရပါမလဲဗျာတဲ့ဒီတပည့်တော်အမကြီးကိုဒကမာကြီးဒါတော့ပြောမဖြစ်ဘူးအဲ့တော့ဥပဇင်ကဥပမာလေးတော့ပေးလိုက်တယ်ဒကမာကြီးပြောလို့မဖြစ်ဘူးဒကမာကြီးအဲ့တော့တချို့ကတော့ဝိဇ္ဇာကြီးတွေအားကိုးနေတယ်ဝိဇ္ဇာကြီးတွေကလည်းပိုက်ဆံလည်းမပေးဘူးလို့နော်ရွှေတွေလည်းမပေးဘူးလို့ငွေတွေလည်းမပေးဘူးလို့ဒါဒီလားအားကိုးပြီးတော့ကိုကလာကုန်ရတယ်လို့နော်ရွှေရမယ်ထင်ပြီးတော့ကိုကပစ္စည်းတွေ100ကုန်200ကုန်1000ကုန်2000ကုန်ဒါတွေကုန်တယ်ကုန်တာကုန်တယ်ကုန်ပြီးတော့လည်းဘာမှလည်းမရဘူးလို့အဲ့ဒါကိုသာကုန်တယ်လို့အဲ့တော့ဥပမာလေးပြောလိုက်တယ်ဦးစင်းကဒကမာကြီးလို့အဲ့တော့သူကဥပမာကြီးအဖြစ်ပစ္စည်းတွေလည်းတော်တော်ချမ်းသာပါတယ်ဗျာချမ်းသာတော့အခုခိုင်းဆရာကြီးကနေပြီးတော့ဘာလုပ်မယ်ဆိုလို့ရှိရင်1000ဘယ်ဟာလုပ်မယ်ဆိုရင်2000ဘယ်ဟာပွဲတွေပြင်ရမယ်ဆိုရင်ဘာလို့သေးတယ်ဆိုရင်1000 2000အဲ့ဒါတွေဟာဇင်တိုက်ကြီးလို့ဖြစ်နေပါတယ်ဗျာအဲ့ဒါတွေကတော်တော်လေးရှိတဲ့ပစ္စည်းလေးတွေတော်တော်ချောကုန်ပါပြီဗျာအေးကောင်းတယ်အဲ့တော့အဲ့ဒီခိုင်းဆရာကြီးကဘာတွေများပေးတယ်လဲဘာမှလည်းမပေးဘူးဗျာဘာမှလည်းမပေးဘူးဆိုတော့ဥပမာလေးဦးစင်းကပြောလိုက်တယ်ဒကမာကြီးဦးစင်းဥပမာပြောမှာနော်လို့အိမ်နဲ့အိမ်ရှင်ပြီးတော့မျက်နှာအိမ်နဲ့အိမ်မျက်နှာချင်းဆင်းတယ်ဆိုင်နေတယ်အိမ်ရှိအိမ်ကအမတန်ပိုက်ဆံရှိတယ်ဒီဘက်အိမ်ကတော့အရှိအိမ်အနောက်အိမ်အရှိအိမ်ကပိုက်ဆံရှိတယ်လို့အနောက်အိမ်ကပိုက်ဆံမရှိဘူးလို့အဲ့တော့ပိုက်ဆံမရှိတဲ့အိမ်နဲ့ပိုက်ဆံရှိတဲ့အိမ်မတည့်ကြဘူးမတည့်ကြတော့အဲ့တော့ပိုက်ဆံရှိတဲ့အိမ်ကိုပိုက်ဆံမရှိတဲ့အိမ်ကဘ
ဘယ်လိုလုပ်ရပါမလဲဆိုပြီးတော့တောထဲသွားတယ်တောထဲကိုသွားတဲ့အချိန်ခါကျတော့တောထဲမှာလူလောကကြီးမှာဓမ္မကြီးအိမ်တအိမ်ကိုဖွတ်တယ်လို့ရှိရင်ကုန်တယ်လို့ပစ္စည်းလျှော့တယ်လို့များပြောတာမကြောက်ဘူးလားကြားဘူးပါဗျာနဲ့အိမ်များဖွတ်များတက်ရင်ဖြူရောလို့ဒီလိုများပြောတာကြားတယ်နော်ကြားဘူးပါဗျာအဲ့တော့အိမ်ချင်းမတက်ကြနဲ့ပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်မရှိတဲ့ပုဂ္ဂိုလ်ကနေပြီးရှိတဲ့ပုဂ္ဂိုလ်မတက်တာနဲ့တောထဲသွားတယ်ဓမ္မကြီးမှန်ပါဗျာတောထဲသွားပြီးတော့ဘလို့ကိုခေါ်လဲဆိုတော့ဖွမင်းကိုသွားခေါ်တယ်တဲ့ဖွတ်ထောင်ဖွမင်းကိုဖွမင်းရဲ့ပိုက်ဆံမရှိတဲ့ပုဂ္ဂိုလ်ကဟိုအိမ်ရှိကိုသူကအတက်ခိုက်မှာကိုမှန်ပါဗျာဖွမင်းကိုသွားပြီးတော့ခေါ်တယ်ဖွမင်းရဲ့ကျုပ်အိမ်ရှိမှာတော့အနံပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီတော့ကျုပ်ကိုအကူအညီလေးပေးပါအောင်ကြာအဲ့ဒီတော့ဖွမင်းကိုတကားတယောက်ကအဲ့ဒီပိုက်ဆံမရှိတဲ့တကားကအဲ့ဒီဖွမင်းကိုသွားခေါ်တော့တောထဲကဖွမင်းကိုအဲ့တော့တောထဲကဖွမင်းကတကယ်ရှိသလားကျုပ်တက်လိုက်လို့ရှိရင်တော့မခံနိုင်ပါဘူးတခါတည်းမွဲပြီးပြာကျသွားတာပဲဖွမင်းကလည်းပြောအဲ့တော့မွဲသွားတာပဲဗျဟုတ်ပါတယ်ဗျာအဲ့တော့ဖွမင်းရကျုပ်ကိုတစ်စိတ်တော့ကူညီပါအောင်ဗျာတစ်စိတ်တော့ကူညီပါအောင်ဗျာဆိုတော့ကဲကောင်းပြီအသင်လူလင်ကျုပ်နောက်ကလိုက်ခဲ့မယ်အသင်ပွားနဲ့ရှိကကျုပ်ကနောက်ကလိုက်ခဲ့မယ်ဆိုတော့အဲ့ဒီတော့လူလင်ကနေပြီးတော့တခါသူ့အိမ်ပြန်လာတော့နောက်ကဖွမင်းကလည်းလိုက်လာတာပေါ့တကမကြီးမှန်ပါဗျာဖွမင်းကလိုက်လာတဲ့အချိန်ခါကျတော့အဲ့တော့လူလင်ကနေပြီးတော့အဲ့ဒီအိမ်ရှိကအိမ်မဲလို့ဒီလိုပြောလိုက်တာဟုတ်တယ်မကြီးအိမ်ရှိကအိမ်မဲလို့ဒီလိုပြောလိုက်တော့ဖွမင်းကကြပြားသွားပြီးအိမ်မော်တက်မယ်လှုပ်လိုက်တော့ဟိုမှာဂိုင်းဆရာနဲ့ဖိုးသမားနဲ့ဂိုင်းဆရာရောက်မှန်ပါဗျာဖိုးသမားနဲ့ဂိုင်းဆရာရောက်နေတော့အဲ့တော့ဖွမင်းကအသာလေးပြန်လှည့်လာအဲ့ဒီလူလင်ကိုပြောသွားတယ်ဟာလူလင်ရေကျုပ်တက်ဖို့မလိုတော့ဘူးမှန်ပါဗျာကျုပ်တက်ဖို့မလိုတော့ဘူးဟောအပေါ်မှာကျုပ်တဲ့သားတဲ့ဖိုးသမားနဲ့ဂိုင်းသမားရောက်နေပြီမှန်ပါဗျာအဲ့ဒီဖိုးသမားနဲ့ဂိုင်းသမားရောက်နေလို့ရှိရင်အဲ့ဒီအိမ်တော့ပြာချတော့မယ်လို့ဆိုတယ်မှန်ပါဗျာအဲ့တော့ဖိုးသမားအခုတော့ပုံကိုယ်တွေဂိုင်းသမားနဲ့ဖိုးသမားအားကိုအခုဖိုးထိုးရတယ်အားကြီးပဲတခါကျနော်ဂိုင်းသမားတွေလည်းဘာလုပ်လိုက်ဆိုအားကြီးပဲအခုပုံကိုယ်တွေအခုတော့အားကိုးတာကဂိုင်းသမားတွေအားကိုးတယ်ဂိုင်းသမားကအသက်ရှည်တယ်လို့ပြောတာကိုလူတွေကပုံကိုယ်ကအသက်ရှည်တာလုပ်တယ်အခုတော့ဖိုးတွေဖားဖို့တွေထိုးတယ်တခါကျဖယားကတော့အခုတော့ဦးစင်းတို့တော့ဖားဖို့မထိုးဘူးဘာဖို့ထိုးလဲတဲ့အာနာပါနဖို့ထိုးတယ်ဘုရားကဟောထားတာကဓာတ်တွေသတ်ရမယ်တဲ့မှန်ပါဗျာဘယ်ဓာတ်သတ်ရမလဲတဲ့အခုတော့ပုံကိုယ်တွေသံတွေကိုသတ်တယ်ကြီးတွေကိုသတ်တယ်ဗဓာတွေကိုသတ်တယ်အဲ့တော့ဗဓာသေးတရွှေဝသံသေးတပြေဝလို့ရှေ့ကပြညာကထွက်တာကိုတကကြီးဓမ္မကြီးအဲ့တော့ဖားဖို့နဲ့ထိုးလိုက်ကြတာသံသေးအောင်လို့ဓမ္မကြီးအသက်ရှည်အောင်လို့တဲ့အခုနောက်ပိတ်ဆုံးသာသနာမှာဖားဖို့မထိုးရပါဘူးဓမ္မကြီးအာနာပါနဖို့ထိုးလိုက်ပြီဆိုလို့ရှိရင်ဒကမာကြီးဓာတ်6ပါးသေအောင်အာနာပါနနဲ့ဖို့နဲ့ထိုးလိုက်ပြီဆိုရင်ဓာတ်6ပါးသေပါတယ်ဒကမာကြီးအစွန်း2ပါးလွတ်ပါတယ်ဒိဋ္ဌိနဲ့တဏှာသေပါတယ်သေပါတယ်ဗျာနော်ဘယ်ဓာတ်တွေလဲတဲ့ဦးဇင်းတို့တော့ဘယ်ဓာတ်တွေထိုးလိုက်တယ်လဲဆိုတော့မျက်စိကမြင်တဲ့ဓာတ်အစင်းကိုအစင်ဓာတ်အသံဓာတ်ကြားတဲ့နာဓာတ်အနန္တကဲနှာခေါင်းဓာတ်ကဲသိတဲ့ဓာတ်ကဲယာသာဓာတ်ကဲလျာဓာတ်ကဲသိတဲ့ဓာတ်ကဲအတွေ့ဓာတ်ကဲကိုဓာတ်ကဲသိတဲ့ဓာတ်ကဲမနောဓာတ်ကဲဓမ္မဓာတ်ကဲသိတဲ့ဓာတ်ကဲအဲ့ဓာတ်6ပါအပြင်ဓာတ်အတွင်းဓာတ်အဲ့ဒီဓာတ်တွေကိုတခါတည်းအတွင်းဓာတ်ထိုးစားလိုက်တော့အပြင်ဓာတ်တွေလည်းသေးကုန်တယ်တခါမှရသိပါပါဗျာနော်အဲ့ဒီတော့အာနာပါနဖို့နဲ့မျက်စိဓာတ်ကိုလည်းထိုးစားပလိုက်တယ်နာဓာတ်ကိုလည်းထိုးစားပလိုက်တယ်နှာခေါင်းဓာတ်ကိုလည်းထိုးစားပလိုက်တယ်လျာဓာတ်ကိုလည်းထိုးစားပလိုက်တယ်ကိုဓာတ်ကိုလည်းထိုးစားပလိုက်တယ်မနောဓာတ်ကိုလည်းထိုးစားပလိုက်တယ်ဓာတ်6ပါးသေးရောသိပါပါဗျာအဲ့လိုအာနာပါနဖို့နဲ့ထိုးစားလိုက်တာကိုမှန်ပါဗျာအခုတော့ပုံကိုယ်တွေဖိုးတွေထိုးလိုက်ကြတာဓာတ်လည်းမသေးဘူးတခါမှကြီးသိပါဗျာနော်အဲ့ဒါကြီးတွေလည်းမသေးဘူးသိပါဗျာအဲ့တော့သံတွေလည်းမသေးဘူးသိပါဗျာအဲ့တော့ခဲလည်းမသေးဘူးမှန်ပါဗျာပဓာလည်းမသေးဘူးတခါမှကြီးအခုတော့မသေးဘူးအဲ့တော့အခုနောက်ပိတ်ဆုံးသာသနာမှာဒီဓာတ်တွေထိုးသတ်လိုက်ပြီဆိုလို့ချင်းသိတိတွေမြောက်လာတယ်တခါမှကြီးမှန်ပါဗျာဘယ်သိတိတွေမြောက်လာလဲဆိုတော့ဥပဇင်းတို့သိတိမြောက်တာပြောပြမယ်နော်မှန်ပါဗျာမျက်စိဓာတ်လည်းသေးတယ်နားဓာတ်လည်းသေးတယ်နှာခေါင်းဓာတ်လည်းသေးတယ်လျှာဓာတ်လည်းသေးတယ်ကိုယ်ဓာတ်လည်းသေးတယ်မနောဓာတ်လည်းသေးတယ်ဆိုတော့သိတိတွေမြောက်လာတယ်တခါမှကြီးမှန်ပါဗျာဟောဗိဓာမှာသန်းတို့ခဲတို့ကြီးတို့ဗဓာတို့ထိုးလိုက်တဲ့ဥစ္စာလည်းအသက်ရှည်တယ်တခါမှကြီးရွှေတို့ငွေတို့ဆိုတာလည်းများတယ်တခါမှကြီးအခုလောကုတ္တရာနယ်ကအစ္ဆတသန္တန်ကဓာတ်6ပါးထိုးသတ်လိုက်တော့ဒီဓာတ်တွေသေသွားပြီတဲ့အတွင်းအာရဏ6ပါးဟာ
သေသွားပြီဆိုလို့ရှိရင်သိတိတွေမြောက်တယ်တက္ကမကြီးဘယ်သိတိတွေမြောက်လဲတဲ့အာဟာရသိတိမြောက်တယ်ဓနသိတိမြောက်တယ်ပိယသိတိမြောက်တယ်နော်ကာယသိတိလည်းမြောက်တယ်ဟောအာဟာရသိတိလည်းမြောက်တယ်ဗျာပိယသိတိလည်းမြောက်တယ်ဗျာဓနသိတိလည်းမြောက်တယ်ဗျာကာယသိတိလည်းမြောက်တယ်ဗျာဥပဇင်ဘလို့မှလာမစဘူးနော်ပတ်လာတက္ကမကြီးမစဘူးအဲ့ဒါပါလေတဲ့ကာယသိတိမစားရင်တော့ပေါ်လိုက်တာတက္ကမကြီးမစားရင်နင်းချွေနေတာပဲအာဟာရသိတိမှန်ပါဗျာနော်ပိယသိတိဆိုတာအခုလာလိုက်ကြတာအာရုံပဲဒါပိယသိတိခေါ်တယ်ဓမ္မပိယမှန်ပါဗျာပိယသိတိခေါ်တယ်ဒါသိတိတွေမြောက်နေတာမှန်ပါနော်ဟောကာယသိတိရဲ့ပိယသိတိရဲ့အာဟာရသိတိရဲ့ဒါတွေကသိတိကာယသူများကလည်းလာမသဘူးဒါကာယသိတိနော်ကာယသိတိရဲ့အာဟာရရဲ့မစားခြင်းတော့ဘူးပေါ်နေပြီအာဟာရသိတိနော်အာဟာရသိတိရဲ့ပိယသိတိရဲ့သိတိတွေအမျိုးမျိုးပေါက်အဲ့ဒါပါလေတဲ့လောကုတ္တရာသိတိပြောတာနော်လောကုတ္တရာသိတိဆိုတာပရိဘောဂတွေမလိုချင်တော့ပေါ်တယ်ကျောင်းတွေမလိုချင်တော့ပေါ်တယ်သင်္ကန်းတွေမလိုချင်တော့ပေါ်တယ်အာဟာရမစားချင်တော့ကျွေးတယ်နော်မလိုချင်လို့ကျွေးတာမလိုချင်လို့လှူတာလိုချင်ရပါမလားတက္ကမကြီးဘယ်ရမလဲအဲ့ဒီတော့သိတိဆိုတာဘာကြောင့်သိတိပေါက်တယ်လဲတဲ့ဓာတ်တွေသေးနေလို့ဘယ်ဓာတ်တွေလဲတဲ့မျက်စိဓာတ်လည်းသေးသွားပြီနတ်ဓာတ်လည်းသေးသွားပြီနှာခေါင်းဓာတ်လည်းသေးပြီလျှာဓာတ်ကိုဓာတ်မနောဓာတ်အဲ့ဒီဓာတ်၆ပါးသေသွားတယ်တက္ကမကြီးဘယ်လိုသေးလဲတဲ့အစွန်းနှစ်ပါးလွတ်ကုန်ပြီတက္ကမကြီးအဲ့ဒီတော့အစွန်းနှစ်ပါးလွတ်တာဒိဋ္ဌိအစွန်းတဏှာအစွန်းတက္ကမကြီးအဲ့ဒီတော့သောတာပန်လည်းဒိဋ္ဌိအစွန်းတဏှာအစွန်းနားပေါက်ကလည်းဒိဋ္ဌိအစွန်းတဏှာအစွန်းနှာခေါင်းပေါက်ကလည်းဒိဋ္ဌိအစွန်းတဏှာအစွန်းလျှာပေါက်ကလည်းဒိဋ္ဌိအစွန်းတဏှာအစွန်းအဲ့တော့တဏှာနဲ့ဒိဋ္ဌိဟာအစင်းစင်လွတ်သွားတာတက္ကမကြီးအဲ့တော့ပုရုဇဉ်များဟာအပယ်လေးပါးနဲ့လွတ်ဖို့ရအနာခဲရင်တယ်ဘာကြောင့်မလွတ်လဲဒိဋ္ဌိနဲ့တဏှာအစွန်းမလွတ်လို့ကာလသုံးပါးမလွတ်လို့အဲ့တော့အရိယသူတော်ကောင်းများတော့အတိတ်နဲ့အနာကလွတ်နေတယ်တက္ကမကြီးပြည့်စုံပန်တော့မလွတ်ဘူးတက္ကမကြီးပြည့်စုံပန်ဘာကြောင့်မလွတ်လဲတဲ့သမာအတိလေးသိနေလို့သမာအတိလေးသိနေတော့အတိတ်နဲ့အနာကလွတ်တယ်တက္ကမကြီးအတိတ်အနာကလွတ်တော့အတိတ်အနာကလွတ်တာဘယ်လိုပုံကုမျိုးမှလွတ်တယ်လဲလို့ဆိုလို့ရှိရဲ့သောတာပန်ပုဂ္ဂိုလ်မှလွတ်ထားတယ်တက္ကမကြီးအဲ့ဒါကြောင့်မလို့ပုရုဇဉ်ပုဂ္ဂိုလ်ကြတော့ဒိဋ္ဌိနဲ့တဏှာဖြစ်နေတာမသိဘူးတက္ကမကြီးတချို့ကတော့ငါတို့ဒိဋ္ဌိပြုတ်နေတယ်လို့ထင်တယ်အဲ့တော့အရိယသူတော်ကောင်းများအသိရှိတဲ့ပုဂ္ဂိုလ်ကတော့ဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာရတဲ့ပုဂ္ဂိုလ်ကြတော့သိတယ်တက္ကမကြီးသူတို့ကကျင့်တာအားထုတ်တာကိုငါသိနေတယ်ဆိုတော့မောဟဝင်ပေတဲ့နောက်စိတ်နဲ့ရှေ့စိတ်ဖြစ်နေတယ်တက္ကမကြီးအဲ့တော့အရိယသူတော်ကောင်းများကတော့သိတယ်မကျင့်မကြံမအားထုတ်တဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌိနဲ့တဏှာအစွန်းဖြစ်နေတာကိုမသိဘူးတက္ကမကြီးဒိဋ္ဌိနဲ့တဏှာအစွန်းဖြစ်နေတာကပုရုဇဉ်များဖြစ်နေတယ်မှန်ပါဗျာပုရုဇဉ်မြင်ပုံပုရုဇဉ်ကြားပုံပုရုဇဉ်နာပုံပုရုဇဉ်စားပုံပုရုဇဉ်ထိပုံပုရုဇဉ်သိပုံပုရုဇဉ်သွားပုံပုရုဇဉ်ရုပ်ပုံပုရုဇဉ်ပောက်ပုံပုရုဇဉ်ထိုင်ပုံပုရုဇဉ်အိပ်ပုံသူတို့ကဒိဋ္ဌိတဏှာမလွတ်ဘူးမျက်စိနဲ့မြင်လိုက်တဲ့ငါမြင်တယ်ဘာကိုမြင်လို့လဲဆိုတော့မျက်စိကလည်းဒိဋ္ဌိနဲ့တဏှာမလွတ်ဘူးအသင်းပေါ်မှာလည်းဒိဋ္ဌိနဲ့တဏှာဖြစ်တယ်ဘာကြောင့်လဲတဲ့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါမှာဘာကိုမြင်လိုက်တယ်လဲတဲ့မိမမြင်လိုက်တယ်တက္ကမကြီးမှန်ပါဗျာမိမမြင်လိုက်တော့မိမမြင်လိုက်တယ်ဆိုတော့အယူမှားမတော်ဘူးလားမှားပါအသိမမှားဘူးလားအမှန်မမှားဘူးလားဒိဋ္ဌိမဖြစ်ဘူးလားဖြစ်ပါအဲ့ဒီမိမကိုကန့်ရှင်းလိုက်တဲ့စိတ်ကလေးကຢာကမဖြစ်ဘူးလားဖြစ်ပါဒိဋ္ဌိနဲ့တဏှာမဖြစ်မနေဘူးလားအမြင်ပေါ်မှာဒိဋ္ဌိနဲ့တဏှာမှန်ပါဗျာမြင်တဲ့မျက်စိကလည်းမိမမြင်မိမဘယ်သားရောတော့မြင်တာကလည်းအစွန်းလွတ်ပါမလားမလွတ်ပါဗျာအဲ့ဒီတော့နာငါရောမိမမြင်ပြီးမိမသိလိုက်တယ်မိမသိလိုက်တဲ့တပြိုင်နက်တည်းမိမရဲလို့ຢာကစိတ်ဖြစ်နေတယ်မှန်ပါဗျာဒိဋ္ဌိနဲ့တဏှာမဖြစ်ဘူးလားနာငါလည်းကြွိုက်ထားတဲ့ဒိဋ္ဌိနဲ့တဏှာအဲ့ဒီပုံကိုယ်တွေသိလို့ရှိရင်အဘယ်လွတ်ပါမလားမလွတ်ပါဗျာလူကတိထောင်းတဲ့ကတိသိလို့တယောက်အောင်ဖြစ်မှန်ပါဗျာဘာကြောင့်လဲသိပါမသိပဲနဲ့ကိုတော့သိတယ်တဲ့ဥပင်းလို့လည်းမသိရဲ့မှန်ပါဗျာဘာကြောင့်သိလာလဲဆိုတော့20 လအယုကြည်ကြည်အယေခန့်ခလူသိရင်သိမသိတရားရဟဲ့ဆိုပြီးတော့ကိုလောက်လာတော့သိလားမှန်ပါဗျာကိုလောက်လာတဲ့အချိန်ခါကျသိလာတော့အခုဒကမာကြီးတွေဒကာကြီးတွေဥပဇင်သိတယ်လို့ပြောတာမှန်ပါနော်အဲ့တော့ဒိဋ္ဌိနဲ့တဏှာအစွန်းမလွတ်ပုံကိုမျက်စိကနေပြီးမြင်လိုက်တဲ့အချိန်ခါဒိဋ္ဌိနဲ့တဏှာမလွတ်ပုံဒကမာမြင်ဒကမာသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာဒကာမြင်ဒကာသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာခွေးကိုမြင်ပြီးခွေးကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာခွေးကိုအမြင်မှားသွားပြီးအယူမှားသွားပြီးဒိဋ္ဌိခွေးကိုကန့်ကျင်လိုက်တဲ့ຢာကတဏှာ
ဆွဲလာသွားပြီနော်ခွေးကိုမြင်ရင်ခွေးကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာဒကမာကိုမြင်ပြီးဒကမာကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာဒကာကိုမြင်ပြီးဒကာကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးလွတ်သလားမလွတ်ဘူးနော်အဲ့ဒီတော့ရေကိုမြင်ပြီးရေကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာငါးကိုမြင်ရင်ငါးကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာဝက်ကိုမြင်ရင်ဝက်ကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာကြက်ကိုမြင်လို့ကြက်ကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာနွားကိုမြင်လို့နွားကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာတိုက်ကြီးမြင်လို့တိုက်ကြီးရဲ့လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာကားကိုမြင်လို့ကားကိုသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာမျက်စိပေါက်ကခဲဒိဋ္ဌိနဲ့တဏှာလွတ်သေးလားလွတ်ပါဗျာအဲ့ဒီပို့လို့စဉ်အဲ့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ဟာသိင်္ဂတိသေးလို့လူကြောက်ဖြစ်ပါမလားမဖြစ်ပါဗျာအဲ့ဒီပုဂ္ဂိုလ်တွေမသိတော့မကြောက်ဘူးပေါ့မသိလို့မကြောက်တာနော်အဲ့ဒီတော့မျက်စိပေါက်ကလည်းဒိဋ္ဌိနဲ့တဏှာဒါအစွန်းနှစ်ပါးမလွတ်ဘူးလို့ပြောတာဒါကြောင့်မလို့အပယ်လေးပါးကိုအိုးစားမကွဲဘူးဘလောက်ပထဝီမြေကြီးကနေပြီးတော့တခါတည်းကိုဘဝက်ထိအောင်ပုံလို့မှန်ပါဗျာမရဘူးမရပါဗျာအဲ့လို့မြတ်စွာဘုရားပြိဋိဘံပြုတ်သွားပြီးတော့သေရမသောကမင်းကြီးသူ့တဲ့လှူတဲ့ပုံကိုယ်တွေရှိသေးလားရှိပါဗျာဇေဒီဘောင်းက8400မှန်ပါဗျာရေကောင်ဘောင်းက8400ကိတ္တိမသာသုံးသားဒီတခါတည်းကိုဘုရားအမွေခံပြီးတခါတည်းကို9ရက်9လီမန္တကြီးအကြီးအကျယ်ထုတ်ပြီးသူအိမန္တကြီးယဟန္တာအရှင်ကိုတော်မြတ်ကြီးရှင်ဥပုပ်ကိုယ်တိုင်စောင့်နေရတယ်ဒီပုဂ္ဂိုလ်ကြီးခန္ဓာပြောင်းလဲတော့ဘယ်သွားလဲဆိုတော့ပိတ်တိုင်းဖြစ်ကဲလွတ်လားမလွတ်ပါဗျာအဲ့ဒါကြောင့်လို့ပုဂ္ဂိုလ်တွေမသိကြတော့မိမေမောသမီးနဲ့ပြောသားနဲ့ပြောခင်မွန်းတဲ့နဲ့ပြောပစ္စည်းတွေနဲ့ပြောစိန်တွေရွှေတွေနဲ့ပြောဘယ်သွားလို့ဘယ်လာမှမသိလို့ပြောတာနော်သွားရမှန်းသိလို့ရှင်အရိယာများတဲလျှောက်တယ်တခါမှဘာကြောင့်လဲတဲ့မျက်စိပေါက်ကလည်းဒိဋ္ဌိနဲ့တဏှာအစွန်းမလွတ်လို့မှန်ပါဗျာမျက်စိပေါက်ကမလွတ်သေးသလားနားပေါက်ကလည်းမလွတ်သေးဘူးနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကဒကမအသံကြားလို့ဒကမအသံသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာအစွန်းမလွတ်ဘူးလွတ်ပါဗျာခွေးသံကြားပြီးခွေးသံသိလိုက်ပြီဆိုရင်ဒိဋ္ဌိနဲ့တဏှာဝက်သံဝက်ဩသံကြားလို့ဝက်ဩသံရံလို့သိလိုက်ပြီဆိုရင်ဒိဋ္ဌိနဲ့တဏှာဘဲဩသံကြားလို့ဘဲဩသံရံလို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာဒကမအသံကြားလို့ဒကမအသံသိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးလွတ်လားမလွတ်ပါဗျာအပယ်လွတ်ပါမလားမလွတ်ဘူးနားပေါက်ကလည်းဒိဋ္ဌိနဲ့တဏှာပဲတခါမှအစွန်းနှစ်ပါးမလွတ်ဘူးနော်အဲ့ဒီတော့နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကမွေးတာလေးနမ်းလာတော့မွေးတယ်လို့သိလိုက်ပြန်ပြီဒိဋ္ဌိနဲ့တဏှာမွေးတယ်လို့သိတဲ့ယုံလည်းမသိနားလည်းမသိပညာလည်းမသိပရမလည်းမသိဝေဒနာမှလည်းမသိတော့မွေးတယ်လို့သွားသိလိုက်တာမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီအယူမှားသွားပြီယုံနာမှမသိပဲဟုတ်ဝေဒနာမှလည်းမသိဘူးမွေးတယ်လို့သိလိုက်တာနဲ့အယူမှားသွားပြီမွေးတာလေးသာရလိုက်တာကတဏှာမွေးတာကိုအယူမှားသွားတာမိစ္ဆာဒိဋ္ဌိနဲ့တဏှာလွတ်သေးလားလွတ်ပါမွေးတာလေးနားလိုက်ကိုမွေးတယ်လို့သိလိုက်တာဒိဋ္ဌိနဲ့တဏှာပုတ်စော်နာတယ်လို့သိလိုက်ပြန်ပြီဆိုရင်ဒိဋ္ဌိနဲ့တဏှာရှင်စော်နာတယ်လို့သိလိုက်ပြီဆိုရင်ဒိဋ္ဌိနဲ့တဏှာဒုက္ခဖြစ်ပြန်ပြီတခါမှအဲ့တော့အနတ်နဲ့နှာခေါင်းနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးမလွတ်ဘူးတခါမှနှာခေါင်းပေါက်ကလည်းအပေကျသွားတာပဲနှာခေါင်းပေါက်ကကျသေးတာတဲ့မဟုတ်သေးဘူးစားလိုက်တဲ့အချိန်ကမှအပေကျလေဦးမယ်ပုထုဇဉ်များစားခိုက်မှကျမှာစားနေတော့သေးတယ်အပေသွားမယ်ဒိဋ္ဌိနဲ့တဏှာမလွတ်လို့အစွန်းနှစ်ပါးမလွတ်လို့စားလိုက်တဲ့အချိန်ကမှအသိနဲ့မစားဘူးစားလိုက်တာဘယ်လိုအသိနဲ့စားလဲချိုးတာစားလို့ချိုးတာပဲသိနေပြန်ပြီဒိဋ္ဌိနဲ့တဏှာချင်းတာလေးစားပြန်တော့ချင်းတယ်လို့သိပြန်ပြီဒိဋ္ဌိနဲ့တဏှာစတ်ထာလေးစားပြန်တော့စတ်တယ်လို့သိပြန်ပြီဒိဋ္ဌိနဲ့တဏှာခါတာလေးစားပြန်တော့ခါတယ်လို့သိပြန်ပြီဒိဋ္ဌိနဲ့တဏှာလွတ်သလားတခါမှလွတ်ပါဗျာသိင်္ဂတိသေးသိင်္ဂတိသေးလို့လူပြောင်းဖြစ်ဘာကြောင့်လဲဒိဋ္ဌိနဲ့တဏှာမသေးလို့အစွန်းနှစ်ပါးမလွတ်လို့ဒိဋ္ဌိမပြုတ်လို့ယုံနာမမြင်လို့ပညာပရမမကွဲလို့သစ္စာလေးပါမမြင်လို့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိလို့ဒါကြောင့်အပယ်လေးပါအကုန်လုံးချလူသေးလို့လူမဖြစ်ဘူးလူရောနတ်ရောဗြဟ္မာရောသီလရှင်တွေရောဘယ်တော့မှအပယ်မလွတ်ဘူးဟုတ်ဒီပြဟာတော့မပြောနိုင်ပါဘူးဒီပြဟာပြောလိုက်လို့ရှင်ရိုက်နေဦးမှာနော်အဲ့တော့မပြောဝင်ဘူးအဲ့ဒီတော့ဒကမာကြီးလျှာနဲ့ရတာနဲ့စားလိုက်ပြန်တော့လည်းဒီမဲ့စားလိုက်မှအပယ်ချကိုထုံးကမသိဘူးဗျာဥပဇင်းလည်းပဲလောဘနဲ့စားလာတာမသိခဲ့ဘူးသိတာတော့မစားဝင်တော့သိလို့မစားတာသိလို့ဒီအသီးကိုမစားတာမသိခင်တော့ကစားခဲ့တာအဲ့ဒါတွေသိတာတော့အတိတ်ဒီအနာဂတ်ဒီပြစ္ဆုတ်ပန်နေကာလာသုံးပါထိုးထွင်းသိတော့ငါအတိတ်ကစားလာတာတော့ငါဘွားမှာပါဒါကြောင့်သံဃာလဲနေပါလားဒါကြောင့်လို့သံဃာကြီးငါပြေးလျှောက်နေပါလားလို့ဒီလိုသိတာတကမကြီးအဲ့တော့စားလိုက်မှလည်းအပယ်ကြမယ်ဆိုတာသိနေတယ်တကမကြီးဗဇက်ကစားလိုက်မှကြာသေးလားမဟုတ်သေးဘူးတကမကြီးကိုနဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ခါလဲကြာအောင်မယ်မှန်ပါဗျာအခုလာရောက်တဲ့ဒကာဓမ္မတွေကြိုင်းနဲ့သက်တဲ့အတွေ့လေးကိုတွေ့လိုက်တော့နုညာနဲ့အတွေ့လေးတွေ့လိုက်တော့သားရနဲ့သက်တဲ့
နုညံ့တယ်ဆိုတော့ตายရတယ်တကမကြီးနုညံ့တဲ့အတွေ့လေးကိုဆိုတော့အဲ့ဒါအယူမသွားတယ်ဝေဒနာမှမသိပဲဒုက္ခဝေဒနာမသိဘူးတကမကြီးနုညံ့တဲ့ဝေဒနာလေးကြတော့ဒုက္ခဝေဒနာပဲတကမကြီးနော်ဒုက္ခဝေဒနာကြတော့တခါတည်းကိုပြစ်လာတဲ့အချိန်ခါကျတော့အဲ့ဒါကြတော့မခံစားခြင်းဘူးအဲ့ဒါလည်းဒိဋ္ဌိနဲ့တဏှာမလွတ်ဘူးတကမကြီးအဲ့ဒီတော့အစ္ဆတသဏ္ဍာန်ကနေပြီးတော့အခုလာရောက်တဲ့ဒကာဓမ္မတွေဘုရားကတော့ဟောထားတယ်ပထဝီဓာတ်တဲ့အာဘောဓာတ်တဲ့တေဇောဓာတ်တဲ့ဝါယောဓာတ်တဲ့ဓာတ်ကြီးလေးပါရှိတယ်တကမကြီးဓာတ်ကြီးလေးပါရှိတော့ဘုရားကတော့ဟောထားတယ်ပထဝီဓာတ်ရဲ့အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ပထဝီဓာတ်ကအစ္ဆတသဏ္ဍာန်ကတက်လာပြီဆိုရင်ဝေဒနာတွေဖြစ်လာတယ်တကမကြီးတင်းတဲ့ဝေဒနာတွေတောင်းတဲ့ဝေဒနာတွေထုံလာတဲ့ဝေဒနာတွေအောင့်လာတဲ့ဝေဒနာတွေကြိုက်လာတဲ့ဝေဒနာတွေကြက်တက်လာတဲ့ဝေဒနာတွေချွေးကြလာတဲ့ဝေဒနာတွေပူလာတဲ့ဝေဒနာတွေအေးလာတဲ့ဝေဒနာတွေလှုပ်လာတဲ့ဝေဒနာတွေတွန်းလာတဲ့ဝေဒနာတွေရားလာတဲ့ဝေဒနာတွေအဲ့ဒီဝေဒနာတွေကြတော့ဒကမကြီးမခံစားခြင်းတော့ဘူး။ဩဒေါသတွေကိုဖြစ်နေတာပဲဒကမကြီး။ဩဒီအတွေ့တွေဖြစ်လာတဲ့အချိန်ခါကျတော့မခံစားခြင်းနဲ့ဒေါသအစွန်းတစ်ပါးမလွတ်ပြန်ဘူးဒကမကြီး။ကြိုက်နေတဲ့အနှုံးရတော့အတွေ့လေးတွေ့လိုက်တော့သာယာနှက်တဲ့အဲ့ဒါအစွန်းတစ်ပါးမလွတ်ပြန်ဘူးဒကမကြီး။ဒိဋ္ဌိနဲ့တဏှာကြီးဖြစ်ကုန်ပြီဒကမကြီး။ဒုက္ခဝေဒနာပေါ်မှာလဲဒိဋ္ဌိနဲ့တဏှာဒုက္ခဝေဒနာပေါ်မှာလဲဒိဋ္ဌိနဲ့တဏှာဒိဋ္ဌိရမပြုတ်ဘူးဒကမကြီး။အဲ့ဒီတော့ဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကအေးတဲ့မင်းတို့ဓာတ်ကြီးလေးပါလည်းမသိခန္ဓာ၅ပါးလည်းမမြင်ဒုက္ခဝေဒနာဒုက္ခဝေဒနာလည်းမသိပညာပရမလည်းမကွဲနာဤအာယုံကြောင့်ဖြစ်နေတဲ့ဥပါဒံတရားတွေလည်းမသိခန္ဓာ၅ပါးလည်းမမြင်ဘူးတဲ့မမြင်တော့အဲ့ဒီမှာသိလိုက်ပြန်ပြီပုထုဇဉ်များကတော့ဒိဋ္ဌိနဲ့တဏှာမလွတ်ဘူးအစွန်းနှစ်ပါးမလွတ်ဘူးတင်းနာပေါ်လို့တင်းတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာလွတ်သလားဓမ္မကြီးတောင်းနာပေါ်လို့တောင်းတယ်လို့သိလိုက်ပြီဆိုရင်ဒိဋ္ဌိနဲ့တဏှာထုံနာပေါ်လို့ထုံတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာကြိုက်တာပေါ်လို့ကြိုက်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာအောင့်နာပေါ်လာလို့အောင့်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာချွေးတွေကြလာလို့ချွေးတွေကြလာတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာရင်ထဲကကြလာတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာပူလာလို့သိလိုက်ရင်ပူတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာအေးလာလို့အေးတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာလှုပ်လာလို့လှုပ်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာတွန်းတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာဆင်းရဲတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာချမ်းသာတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာကဲလွတ်သလားဓမ္မကြီးလွတ်ပါဗျာအစ္ဆတသဏ္ဍာန်ကမဟာဘုတ်ဓာတ်ကြီးလေးပါပေါ်လာပြန်တော့လေအစွန်းနှစ်ပါးမလွတ်ဘူးဓမ္မကြီးအတွေ့နဲ့ကိုယ်နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းဒိဋ္ဌိနဲ့တဏှာနဲ့အပယ်ပြစ္ဆုတ်ပါအပယ်ကြသေးလားတဲ့မဟုတ်သေးဘူးဓမ္မကြီးမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့ခါလည်းကြသေးတယ်ဒိဋ္ဌိနဲ့တဏှာဖြစ်ပုံနေနော်အဲ့ဒီတော့မနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဒုက္ခဝေဒနာဒုက္ခဝေဒနာရုပ်နဲ့နာနဲ့လည်းမသိဘူးသဘာဝလက္ခဏာလည်းမမြင်ဘူးသာမြင်ညာလက္ခဏာသဘောတရားလည်းမသိတော့အဲ့ဒီဓမ္မရုပ်ပေါ်မှာဘယ်လိုသွားသိလိုက်ကောင်းတာလေးပေါ်လာတော့ကောင်းတယ်လို့သိလိုက်တယ်ဒိဋ္ဌိနဲ့တဏှာဖြစ်မလို့လားဖြစ်ပါဗျာမကောင်းတာပေါ်လိုက်ပြီဆိုရင်မကောင်းတာလို့သိလိုက်ပြီးဒေါသဖြစ်ကုန်ပြီဒိဋ္ဌိနဲ့တဏှာဖြစ်ကုန်ပြီတမကြီးအဲ့ဒီတော့အခုတော့ပုရုဇဉ်များကပြည့်မျက်စိပေါက်ကလည်းဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးမလို့နားနဲ့အသာနဲ့ကြားလိုက်တဲ့ချိန်ကဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးမလို့နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့ချိန်ကအနံ့ပေါ်မှာဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးမလို့လျှာနဲ့ရတာနဲ့စားလိုက်တဲ့ချိန်ကစားကိုက်မှာဒိဋ္ဌိနဲ့တဏှာနဲ့မလို့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ချိန်ကအတွေ့ရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာနဲ့မလို့မနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့ချိန်ကဓမ္မရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာနဲ့မလို့လွတ်သလားဓမ္မကြီးအဲ့တော့လူသေးလို့လူဖြစ်ပါအောင်မလားလူရောနတ်ရောဗြဟ္မာရောသီလရှင်ရောသိလို့ရှိရင်အပယ်လေးပါလွတ်ပါမလားမလွတ်ပါဘူးဒီပြဟာတော့ဖယ်ထားမလွတ်ပါဗျာဒီပြဟာတော့ဖယ်ထားပါဒီပြဟာတော့မပြောတတ်ဘူးဒီပြဟာတော့သူနတ်ဖြစ်သွားခြင်းသွားမှာပေါ့အဲ့ဒီပုံကိုယ်တွေတော့ဓမ္မကြီးမရဘူးယုံနာမသိလို့ဒိဋ္ဌိနဲ့တဏှာမလွတ်လို့အစွန်းနှစ်ပါးမလွတ်လို့တန်ရောစဉ်သုံးပါးမလွတ်လို့တန်ရောစဉ်သုံးပါးသိကျင်သေးလားဓမ္မကြီးတန်ရောစဉ်သုံးပါးဆိုတာပုရုษင်များတန်ရောစဉ်သုံးပါးဖြစ်နေပေါ့ဓမ္မကြီးအတိတ်ကလည်းဓမ္မကြီးမိမမြင်လို့မိမသိခဲ့တယ်မဟုတ်လားအခုပြစ္ဆုတ်ပံကြားပြန်တော့မိမမြင်မိမသိတယ်မဟုတ်လားအခုအတိတ်ကလည်းမိမမြင်မိမသိခဲ့တယ်အခုပြစ္ဆုတ်ပံလည်းမိမမြင်မိမသိတယ်အခုပြစ္ဆုတ်ပံမိမမြင်မိမသိနေသေးလို့ရှိရဲ့အနာကလည်းမိမမြင်မိမသိအောင်မှာပေါ့အတိတ်ကလည်းအမှားယုံမှာမဟုတ်အမှားတန်ရောစဉ်အခုပြစ္ဆုတ်ပံလည်းအမှားကြီးတန်ရောစဉ်ဖြစ်အခုပြစ္ဆုတ်ပံအမှားတန်ရောစဉ်ဖြစ်နေသေးလို့ရှိရင်အနာကခန္ဓာ၅ပါးယုံနာတရားပြတ်တော်မယ်ဆိုအမှားတန်ရောစဉ်ပေါ့အတိတ်ကလည်းတန်ရောစဉ်အမှားတန်ရောစဉ်အခုပြစ္ဆုတ်ပံလည်းအမှားတန်ရောစဉ်အနာကလည်းအမှားတန်ရောစဉ်အတိတ်ယုံမှားမှုပြစ္ဆုတ်ပံယုံမှားမှုအနာကယုံမှားမှုဆိုတာအဲ့ဒါစာတွေကယုံမှားမှုတွေတော့ဘယ်လိုပြောနေလဲတော့မပြောတတ်ဘူးနော်ပုရုษင်တွဲနေတာပြောတာပုရုษင်စိတ်တွေတဏ္ဍာမှာကိတ်အောင်နေတာတွေပြောတာအဲ့ဒါဘာလာလို့ပြောတာပါဠိလိုဆိုရင်လည်းမရွတ်တတ်ပါဘူးဒ
ဓမ္မကြီးပါဠိလိုရွတ်တတ်လားမရွတ်တတ်ရင်ကောင်းတယ်ဦးစင်းကလည်းမရွတ်တတ်ဘူးအဲ့တော့ဒီထက်ကတခါကြီးတွေသာတတ်တဲ့ပုဂ္ဂိုလ်တွေပါဠိတွေရွတ်ချင်ရွတ်တတ်အောင်မယ်အတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအတိတ်ခန္ဓာ၅ပါးပြစ္ဆုတ်ပံခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာဒီယုံနာတွေသဘာဝတရားတွေကိုထိုးထွင်းပြီးတော့အတိတ်ယုံနာတွေငါဖြစ်လာခဲ့တဲ့ဥစ္စာအမှားတွေငါသိလာအမှားခန္ဓာတွေဖြစ်ခဲ့တယ်အမှားသိတယ်အသိတွေပါလားအခုပြစ္ဆုတ်ပံနဲ့ငါအမှားဒီလိုပဲသိနေကြပြီအခုအပြစ္ဆုတ်ပံအမှားသိလို့ရှိရင်အနာဂတ်လည်းအမှားသိနေဦးမယ်အတိတ်ကလည်းအမှားသိခဲ့တယ်အခုပြစ္ဆုတ်ပံလည်းအမှားသိတယ်အနာဂတ်လည်းအမှားသိအောင်ပါလားအခုပြစ္ဆုတ်ပံတဲ့တယ်လေငါပြစ္ဆုတ်ပံအမှန်တရားတွေသမာဓိဋ္ဌိအမှန်တရားတွေသိနေပြီအတိတ်အမှားကိုငါမရှိတော့ဘူးအခုပြစ္ဆုတ်ပံအမှန်သိနေတော့အတိတ်နဲ့အနာဂတ်ငါမရှိတော့ပါလားပြစ္ဆုတ်ပံသမာအတိတ်လေးရှိတဲ့တရားငါသိနေပါပြီဆိုတော့ကာလသုံးပါလွတ်မသွားဘူးလားအတိတ်တန်ရောစင်ရှိသေးလားရှိပါဗျာပြစ္ဆုတ်ပံအမှားတန်ရောစင်ရှိသေးလားရှိတော့ပါဗျာအနာဂတ်ကျတော့အမှားပြတ်အောင်မလားမဖြစ်တော့ဘူးတန်ရောစင်သုံးပါလွတ်ဒါကြောင့်မလို့အရိယသူတော်ကောင်းများဟာသမာအတိလေးဖြစ်နေတော့ငါဘယ်တော့မှမျက်စိပေါက်ကနေပြီးငါအပယ်လေးပါဘယ်တော့မှမကြတော့ဘူးလို့သိတာနော်နားပေါက်ကလည်းငါအပယ်မကြဘူးနှာခေါင်းပေါက်ကလည်းအပယ်မကြတော့ဘူးလျှက်နှာခေါင်းပေါက်ကလည်းအပယ်မကြဘူးလျှက်ပေါက်ကလည်းအစားကိုက်မှာအပယ်မကြတော့ဘူးကိုယ်အတွေ့ထိကိုက်မှာလည်းအပယ်မကြတော့ဘူးမနောတိကိုက်မှာလည်းအပယ်မကြတော့ဘူးလှမ်းသွားကိုက်မှာလည်းအပယ်မကြတော့ဘူးရိုးတဲ့အချိန်ခါလည်းအပယ်မကြတော့ဘူးပေါက်တဲ့အချိန်ခါလည်းအပယ်မကြတော့ဘူးထိုင်တဲ့အချိန်ခါလည်းငါအပယ်မကြတော့ဘူးအိတ်လိုက်တဲ့အချိန်ခါလည်းငါအပယ်မကြတော့ဘူးဆိုတခါတည်းအိတ်ကြတော့မှလောကကြီးသမင်းနဲ့လည်းပြောပြောကြီးနေနိုင်တယ်သားနဲ့လည်းပြောပြောကြီးနေနိုင်တယ်တိုက်ကြီးတွေနဲ့လည်းပြောပြောကြီးနေနိုင်တယ်မော်တော်ကားကြီးတွေနဲ့လည်းမဟာသတိကားကြီးတွေနဲ့လည်းပြောပြောကြီးနေနိုင်တယ်မနေနိုင်ဘူးလားအပယ်ငါမသွားတော့ဘူးဆိုသိနေပြီဒီလိုမသိဘဲနဲ့မျက်စိနဲ့တကားနားတကားနှာခေါင်းတကားအစွန်းနှစ်ပါးမှမလွတ်ဘဲနဲ့မော်တော်ကားကြီးတွေနဲ့ပြောနေတယ်စိန်တွေရွှေတွေနဲ့ပြောနေတယ်သမီးတွေနဲ့ခင်မောတဲ့နဲ့တဘဝတနတ်စာလေးပြောတာနောက်ကြခံရမယ်ပြောနိုင်သေးလားအရိယာများသိကြောက်တယ်ဓမ္မကြီးအခုပုံကိုယ်တွေမသိကြတော့သမီးနဲ့ပြောတယ်သားနဲ့ပြောတယ်ခင်မောတဲ့ယောက်ျားနဲ့ပြောတယ်ခင်မောတဲ့မိန်းမနဲ့ပြောတယ်ရွှေမျိုးညီကုန်းမောင်နှမတွေနဲ့ပြောတယ်မိဘနဲ့ပြောတယ်ဒါတွေနဲ့ပြောနေတယ်ဓမ္မကြီးသွားရမယ်လမ်းကြောင်းကိုဒုက္ခသစ္စာမမြင်လို့ဓမ္မကြီးမမြင်တော့ပျော်ပျော်ကြီးလောကကြီးနေနိုင်တာလူရောနတ်ရောမြမာရီရောပျော်ပျော်ကြီးနေတာဒုက္ခမမြင်လို့ဓမ္မကြီးအရိယသူတော်ကောင်းများတော့ပျော်ပျော်ကြီးမနေနိုင်ဘူးဓမ္မကြီးဘာကြောင့်လဲတဲ့ပျော်ပျော်ကြီးနေနိုင်တာကအပယ်လွတ်ပြီဆိုတော့မှသောတာပန်ကြီးကပျော်ပျော်ကြီးနေနိုင်တယ်ဓမ္မကြီးမော်တော်ကားကြီးတွေလည်းစီးမယ်နော်စိန်တွေရွှေတွေလည်းဝဲအောင်သမီးတွေသားတွေနဲ့ပြောဝိသခာဓမ္မကြီးဗျာတသားတွေသမီးတွေနဲ့တခါတည်းကိုထိုင်းနေလိုက်လို့ရှိရင်မအေးမသိဘူးတဲ့ဓမ္မကြီးမြည်တွေမြစ်တွေဟာနေလိုက်တဲ့ဥစ္စာ तू ကငဲနေသေးတယ်သမီးတွေသားတွေမြည်တွေမြစ်တွေနဲ့တခါတည်းထိုင်းနေလိုက်တဲ့အချိန်ခါမှာအဲ့ဒီဝိသခာဓမ္မကြီးဟာဘယ်ဟာဝိသခာရဲ့လို့မသိရဘူးဘာကြောင့်လဲပျော်ပျော်ကြီးစိတ်ကလေးချမ်းသာနေပြီဓမ္မကြီးကြည့်လိုက်တာစိတ်နှုတ်မှကိုနှုတ်တယ်ဓမ္မကြီးစိတ်ကလေးချမ်းသာမှကိုချမ်းသာတယ်ဓမ္မကြီးနော်စိတ်မချမ်းသာလို့ရှိရင်ကိုမချမ်းသာဘူးအဲ့ဒီတော့စိတ်ကလေးကသူချမ်းသာသွားပြီငါဘယ်တော့မှအပယ်မသွားတော့ဘူးငါခန္ဓာ၅ပါးယုံနာနှစ်ပါးငါပြောင်းယုံပဲရှိတော့တယ်ဘယ်ခန္ဓာပြောင်းမလဲသူကလေးဘုံကငါနတ်ပြည့်၆တာနတ်ခန္ဓာငါပြောင်းတော့မယ်ဆိုတော့ तू သေးရမှာကြောက်ပါဦးမလားကျင်းသေးသိနေတယ်မသိတဲ့ပုဂ္ဂိုလ်သေးရမှာကြောက်တယ်ဒီခန္ဓာစုံကြီးကိုတွဲနေတာလိုချင်လိုက်တာဒီခန္ဓာကြီးခန္ဓာဘုံကြီးတယ်မှာကြီးဒီခန္ဓာကြီးကိုတခါတည်းကိုသိနေတဲ့ဥစ္စာဟာလိုချင်နေတဲ့ဥစ္စာကဓမ္မကြီးရဲ့မသိလို့လိုချင်တာအဲ့တော့ဒီခန္ဓာပုံနဲ့နတ်ခန္ဓာနဲ့မလဲနိုင်ဘူးလားလဲနိုင်ရမှာပေါ့အဲ့ဒါကြောင့်မလို့တရားဓမ္မများအရေးကြီးဆုံးအချက်ကဘာလဲတဲ့မျက်စိတကားနားတကားနှာခေါင်းတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနောတကားတကား6ပေါက်အာယုံ5အာယုံ6နဲ့တိုက်ခိုက်တိုင်းမျက်စိဓာတ်ကိုလည်းသေအောင်ထိုးကြရလိမ့်မယ်နားဓာတ်ကိုလည်းသေအောင်ထိုးကြရလိမ့်မယ်နှာခေါင်းဓာတ်ကိုလည်းသေအောင်ထိုးကြရလိမ့်မယ်လျှာဓာတ်ကိုလည်းသေအောင်ထိုးကြရလိမ့်မယ်ကိုယ်ဓာတ်ကိုလည်းသေအောင်ထိုးကြရလိမ့်မယ်မနောဓာတ်ကိုလည်းသေအောင်ထိုးကြရလိမ့်မယ်ဒီဓာတ်တွေသေမှဓမ္မကြီးဓာတ်တွေမသေလို့ရှိလို့ချင်းနန္ဒရုပ်ဓာတ်သေသွားပြီဆိုလို့ရှိရင်ဖြင့်ဓမ္မကြီးလိုတဲ့ခရီးသွားနိုင်တယ်နော်အဲ့ဒီတော့ထိုးရမှာကဘယ်လိုထိုးရမှာလဲဘုရားကဟောထားတယ်ဘယ်လိုသတိပဋ္ဌာန်တရား၄ပါးရှိတယ်ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်တာသတိပဋ္ဌာန်စိတ်တာ ानु ပါဒနာဓမ္မသတိပဋ္ဌာန်ဓမ္မ ानु ပါဒနာတဲ့သတိပဋ္ဌာန်တရား၄ပါးဘုရားဟောထားတယ်ဓမ္မကြီးဒီသတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးတဲ့ဒီသတိပဋ္ဌာန်တရားဟာတဲ့နိဗ္ဗာန်သွားတဲ့လမ်းကြီးတဲ့အလွန်ရဲ့အယုတ်ကဲကြားထဲမှာတဲ့မဲ့ခင်လမ်းကြီးတဲ့ဘုရားဟောထားတာအဲ့တော့အသိဟာဘယ်လိုလမ်းသွားရမလဲတဲ့မဲ့ခင်လမ်းကြီးကိုသွားကြရလိမ့်မယ်မဲ့ခင်လမ်းကြီးသွားပြီဆိုလို့ရှိရင်မျက်စိပေါက်ကလည်းအသိရှိရလိမ့်မယ်သတိပဋ္ဌာန်ကိုဓမ္မကြီးကာယသတိပဋ္ဌာန်
မျက်စိပေါက်ကလည်းကာယသတိပဋ္ဌာန်ဘာကိုမြင်လဲရုပ်ကိုမြင်တာ မှန်ပါဗျာ နားကလည်းရုပ်ကိုအသာကြားတာနှာခေါင်းကလည်းရုပ်နာရုပ်ကိုနားတာလျှာကလည်းယာသရုပ်ကိုစားတာ မှန်ပါဗျာ ကိုယ်ကလည်းအတွေ့ရုပ်ကိုထိတာ မှန်ပါဗျာ မနှောကလည်းဓမ္မရုပ်ကိုသိတာရုပ်ကြည့်ပဲမဟုတ်လားအဲ့ဒီလိုတကား6ပေါက်အာယုံကနဲ့ထိလိုက်ပြီဆိုရုပ်ကိုကြည့်ပဲမဟုတ်လားတဲ့မကြီးရုပ်ကိုသိလိုက်ပြီကာယဟောတယ်မကြီးနော်အဲ့တော့ဘုရားကကာယသတိပဋ္ဌာန်ဆိုဒါကြောင့်မလို့ဘုရားကဟောထားတယ်အတိတလုံးအများဆုံးတဲ့အတိတလုံးအများဆုံးဆိုတော့ဘုရားကမြင်တာလဲအသိနဲ့မြင်ရမယ်ကြားတာလဲအသိနဲ့ကြားရမယ်နားတာလဲအသိနဲ့နားရမယ်စားလိုက်တဲ့ရတာလဲအသိလေးနဲ့စားကြရမယ်ထိလိုက်တဲ့အတွေ့လဲအသိလေးနဲ့ထိရမယ်သိလိုက်တဲ့စိတ်ကလေးနဲ့အသီလေးနဲ့သိရမယ်။ရိုးပြန်တော့လည်းအသီလေးနဲ့ရိုးရမယ်။ပေါက်ပြန်တော့လည်းအသီလေးနဲ့ပေါက်ရမယ်။ထိုင်ပြန်တော့လည်းအသီလေးနဲ့ထိုင်ရလိမ့်မယ်။ထလိုက်ပြန်တော့လည်းအသီလေးနဲ့ထကြရလိမ့်မယ်။လှမ်းသွားပြန်တော့လည်းအသီလေးနဲ့လှမ်းကြရလိမ့်မယ်။အိတ်လိုက်ပြန်တော့လည်းအသီလေးနဲ့အိတ်ရလိမ့်မယ်။အသိရှိပဲဒီမှာကြီး မှန်ပါဗျာ ။အသိရှိပြီဆိုလို့ရှိရင်ရှိတဲ့တရားနဲ့မရှိတဲ့တရားရှိတဲ့တရားကိုသိပြီဆိုရင်သမာဘောဒီမှာကြီး မှန်ပါဗျာ မရှိတဲ့တရားကိုသိပြီဆိုရင်မိစ္ဆာပေါ့ခုနတုန်းကဟောလိုက်တဲ့အစွန်းနှစ်ပါးဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးမလွတ်လိုက်တဲ့ဥစ္စာမရှိတဲ့တရားတွေသိလိုက်လို့မိစ္ဆာနဲ့ဟုတ်တယ်မိစ္ဆာဒိဋ္ဌိနဲ့တဏှာဖြစ်နေတယ်ဒီမှာမရှိတာတွေသိလို့ရှိတဲ့တရားလေးကိုသိလိုက်ရင်သမာအသိတယ်နော်အဲ့ဒီတော့ရှိတဲ့တရားကိုဘုရားကတော့အတိတလုံးအမြတ်ဆုံးလို့ဟောထားတယ်ဒီမှာအဲ့တော့မရှိတဲ့တရားသိရမှာကဘယ်လိုပုံကိုမျိုးမှသိတာလဲဆိုလို့ရှိရင်ဝိပဿနာတရားကျင့်ညာအားထုတ်တဲ့ပုဂ္ဂိုလ်မှစာအုပ်ကြီးကြည့်တဲ့ပုဂ္ဂိုလ်ကသိနိုင်မှာမလား မသိနိုင်ပါဗျာ တချို့ကတော့စာအုပ်ကြီးကြည့်ပြီးသိနေတယ်ဒီမှာကြီး မှန်ပါဗျာ တကယ်အစ်စ်သဘာဝတရားသိလားဆို तू မှမကြည့်မင်းနဲ့စာအုပ်ကြီးတွေကသိမှတ်ထားတာဖတ်ပြီးတော့သိထားတာဒါကိုငါသိဆိုထားတယ်ဒီကမှာ မှန်ပါဗျာ အဲ့ဒီတော့ခန္ဓာမှာတကယ်ရှာရင်တကယ်တွေ့ပါလေနော်အဲ့ဒီတော့အသိဟာဘုရားကလည်းဟောထားတယ်တရားတော်မြတ်ဟာအကုန်လုံးတရားကြီးပဲတဲ့ မှန်ပါဗျာ တရားကြီးဆိုတော့ခုနကအသိထားမယ်ဆိုရင်အကုန်တရားကြီးဟောတယ်မှာရဘယ်လိုတရားကြီးဟောထားလဲဘုရားကမြင်တာလည်းတရားကြားတာလည်းတရားနားတာလည်းတရားစားတာလည်းတရားထိတာလည်းတရားသိတာလည်းတရားယူတာလည်းတရားပေါက်တာလည်းတရားထိုင်တာလည်းတရားလှမ်းတာလည်းတရားအိတ်လိုက်တာလည်းတရားအကုန်တရားကြီးပဲတဲ့မှာမြင်တာလည်းအရှင်းပရမကြားတာလည်းသံပရမနာတာလည်းအနံ့ပရမစားတာလည်းယတာပရမထိတာလည်းအတွေ့ပရမသိတာလည်းဓမ္မပရမတဲ့အကုန်လုံးပရမတ်ကြီးပဲဓမ္မကြီး မှန်ပါဗျာ ပရမတ်သဘောတရားဟာဘာလဲဆိုတော့ယုတ်အနတ္တနာအနတ္တ မှန်ပါဗျာ ယုတ်အနတ္တနာအနတ္တသဘောတရားဟာဘာလဲတဲ့မြင်တာကလည်းခဏလေးမြင်ပြီးခဏလေးပြောင်းသွားတယ်ဓမ္မကြီး မှန်ပါဗျာ ကြားတာကလည်းခဏလေးကြားပြီးခဏလေးပြောင်းသွားတယ် မှန်ပါဗျာ နာနာလည်းခဏလေးနာပြီးခဏလေးပြောင်းသွားတယ် မှန်ပါဗျာ စားလိုက်တဲ့ရတာလည်းခဏလေးပြောင်းတယ် မှန်ပါဗျာ ဥပဇင်းတို့မနေ့ကတော့ဆောစားလိုက်တယ်ဓမ္မကြီး မှန်ပါဗျာ ဆောစားလိုက်တော့ဘာကိုစားလိုက်တယ်တော့ကြဒူရင်းသီးစားလိုက်တယ်ဓမ္မကြီးပြောင်းသွားပြန်ပြီဓမ္မကြီးဆောစားတော့ကလေ မှန်ပါဗျာ ပြောင်းသွားတော့ကြငပိစားလိုက်တော့ငားလာတယ်ဓမ္မကြီး မှန်ပါဗျာ နော်ဆင်းကြိုတောက်လိုက်တော့ချိုတူတူလေးဖြစ်လာတယ်ဒါတွေကပြောင်းလဲနေတယ်မဟုတ်လား ကျောင်းဝဲပါ ရတာရုပ်ကလည်းပြောင်းလဲတယ်မဟုတ်လားလျှာရုပ်ကလည်းပြောင်းလဲတယ်မဟုတ်လားသဘောပြောတာဘာသာလို့ပြောတာသဘောပေါက်အောင်လို့ မှန်ပါ နော်အဲ့ဒီတော့အကုန်လုံးပြောင်းလဲခြင်းသဘောတရားရုပ်ဤသဘောတရားတွေကပြောင်းနေတယ်ဓမ္မကြီး ကျောင်းပါ သိတာမဟုတ်ဘူး မှန်ပါ နော်ရုပ်ဆိုတဲ့သဘောတစ်ခုပြီးတစ်ခုပြောင်းလဲခြင်းဘဝအမျိုးမျိုးပြောင်းလဲနေတဲ့တန်တရာနော်မျက်စိကလည်းပြောင်းလဲတဲ့သဘောတရားနားကလည်းပြောင်းလဲတဲ့သဘောတရားနှာခေါင်းကလည်းပြောင်းလဲတဲ့သဘောတရားလျှာကလည်းပြောင်းလဲတဲ့သဘောတရားအတွေ့ကလည်းပြောင်းလဲတဲ့သဘောတရားဓမ္မကလည်း ပြောင်းလဲတဲ့သဘောတရားအကုန်လုံးပြောင်းလဲနေတယ်ဓမ္မကြီး မှန်ပါဗျာ မျက်စိကလည်းဘယ်လိုပြောင်းလဲအစင်းတွေကလည်းပြောင်းလဲတယ်တော်ကြာမဲတာပေါ်လာလိုက်တော်ကြာဖြူတာပေါ်လာလိုက်တော်ကြာကြည်တာလေးပေါ်လာလိုက်ကြော့တော်ကြာဝါတာပေါ်လာလိုက်တော်ကြာနေတာပေါ်လာလိုက်တော်ကြာစိမ့်တာလေးပေါ်လာလိုက်တော်ကြာပြာရောင်ကြီးပေါ်လာလိုက်တော်ကြာမဲရောင်ကြီးပေါ်လာလိုက်အစင်းတွေကလည်းပြောင်းတယ်မဟုတ်လား ကျောင်းပါ သံဌာနတွေကလည်းတော်ကြာခြေတာပေါ်လာလိုက်တော်ကြာတိုးတာပေါ်လာလိုက်တော်ကြာဝတာပေါ်လာလိုက်တော်ကြာပိန်တာပေါ်လာလိုက်နဲ့သံဌာနတွေကလည်းပြောင်းလဲနေတယ်မဟုတ်လား ကျောင်းဝဲပါဗျာ မျက်စိကလည်းစိမ့်တာပေါ်တော့စိမ့်တယ်လို့မြင်များမေးနေတာပေါ်တော့မြင်နေတယ်လို့မြင်များမေးဖြူတာပေါ်တော့ဖြူတယ်လို့မြင်များမေးအဆင်းပေါ်လာတဲ့သံဌာနပေါ်လာတော့မျက်စိကလည်းပြောင်းလဲပြီးတော့မြင်တတ်တဲ့သဘောပဲမဟုတ်လား မှန်ပါဗျာ အဆင်းတွေကလည်းပြောင်းလဲနေတဲ့သဘောမဟုတ်လားသံဌာနတွေကလည်းပြောင်းလဲနေတယ်မဟုတ်လား မှန်ပါ နန္တကလည်းတစ်ခုပိတစ်ခုဟာအကြောင်းအားလျော်ဆိုတာတိုက်ခိုက်လိုက်မှပြောင်းလဲပြီးတော့ညွတ်ပြီးခံစားနေတယ်မဟုတ်လား မှန်ပါဗျာ နာငါလည်းပြောင်းလဲခြင်းညွတ်တတ်တဲ့ရုပ်ဝေဒနာကိုနာငါလည်းပြောင်းလဲပြီးညွတ်တတ်တဲ့သဘောရုပ်ကလည်းအစင်းကလည်းပြောင်းလဲတတ်တဲ့သဘောသံဌာနာတွေကလည်းပြောင်းလဲတတ်တဲ့သဘောမျက်စိကလည်းပြောင်းလဲမြင်တတ်တဲ့သဘောနာငါလည်းပြောင်းလဲညွတ်တတ်တဲ့သဘောရုပ်အနတ္တနာအနတ္တကပြောင်းလဲနေတယ်မဟုတ်လား မှန်ပါဗျာ အဲ့ဒီပြောင်းလဲတယ်ဆိုတော့ငါမြင်တယ်လို့ရှိသေးလားမိမရော
ယောက်ျားရောခွေးရောဝက်ရောနွားရောတင်ညာရှိသေးလားမျက်စိပေါက်ကနေပြီးတော့ယုတ်ကအဆင်းယုတ်ကလည်းပြောင်းလဲတဲ့သဘာဝတရားအတန်ထာနာကလည်းပြောင်းလဲတဲ့သဘာဝတရားမျက်စိကလည်းပြောင်းလဲမြင်တတ်တဲ့သဘာဝတရားနာကလည်းပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားမျက်စိကလည်းပြောင်းလဲတဲ့အသံကလည်းပြောင်းလဲတတ်တဲ့သဘာဝတရားနားကလည်းပြောင်းလဲကြားတတ်တဲ့သဘာဝတရားနာကလည်းပြောင်းလဲပြီးညွတ်တတ်တဲ့သဘာဝတရားအနံ့ကလည်းပြောင်းလဲနေတဲ့သဘာဝပြောင်းလဲနေတယ်မဟုတ်လားမွေလိုက်တင်လိုက်ကြိုင်လိုက်ဟောင်းလိုက်စက်လိုက်နဲ့အနံ့ကလည်းပြောင်းနေတယ်နှာခေါင်းကလည်းပြောင်းလဲနေတယ်နာကလည်းပြောင်းလဲညွတ်တယ်အနံ့ကလည်းပြောင်းလဲနေတဲ့သဘာဝတရားနှာခေါင်းကလည်းပြောင်းလဲနေတဲ့သဘာဝတရားနာကလည်းပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားဒါပြောင်းလဲတာပဲရှိတယ်မဟုတ်လားမွေးတယ်သိတယ်ဆိုတာမရှိတဲ့တရားမိစ္ဆာဒိဋ္ဌိတရားနော်ရှိတဲ့တရားကရုပ်ဤသဘာဝတရားသဘာဝလက္ခဏာပြောင်းလဲတာပဲရှိတယ်အနတ္တတရားကနော်အတ္တတရားဆိုတဲ့ဥစ္စာကဘာလဲတဲ့မွေးတယ်သိတယ်တိုက်ကြိုင်တယ်ဆိုတာအတ္တတရားအနတ္တတရားဆိုတာရုပ်ဤအနတ္တကပြောင်းလဲတဲ့သဘာဝတရားနာဤအနတ္တကပြောင်းလဲတဲ့ညွတ်တတ်တဲ့သဘာဝတရားနှာခေါင်းကလည်းပြောင်းလဲနန်းတတ်တဲ့သဘာဝတရားအဲ့ဒီနာအနတ္တရုပ်အနတ္တဒီလိုသိလိုက်ပြီဆိုလို့ရှိရင်ငါဆိုတဲ့သက္ကာယဒိဋ္ဌိကြီးရှိသေးလားမရှိပါဗျာအယူမအမှန်မှမိစ္ဆာရှိသေးလားမရှိပါဗျာဒီပေါ်မှာကန့်ညိတဲ့တဏှာဆိုတာအယူမကိုကန့်ညိတဲ့တဏှာရှိသေးလားမရှိပါအစွန်းနှစ်ပါးမလွတ်ဘူးလားလွတ်ပါတယ်မျက်စိပေါက်ကလည်းမလွတ်ဘူးလားလွတ်ပါတယ်နားပေါက်ကရောလွတ်ပါတယ်နှာခေါင်းပေါက်ကရောလွတ်ပါတယ်လျှာပေါက်ကရောလွတ်ပါတယ်စားလိုက်တဲ့အချိန်ခါမှာလည်းရသာယုတ်ကလည်းပြောင်းလဲတဲ့သဘာဝတရားချိုးလိုက်ချင်းလိုက်ငါလိုက်စလိုက်ရသာယုတ်ကပြောင်းလဲတဲ့သဘာဝတရားလျှာယုတ်ကလည်းပြောင်းလဲတဲ့သဘာဝတရားနာကလည်းပြောင်းလဲပြီးညှွတ်ပြီးဝေဒနာခံစားတတ်တဲ့သဘာဝတရားနာနဲ့ယုံနဲ့ပြောင်းလဲနေတယ်တဲ့မှာမှန်ပါဗျာကိုယ်နဲ့အတွေ့နဲ့ဒီမှန်လိုက်တဲ့အချိန်ကလည်းနုညံတာလေးသိလိုက်တယ်ကြမ်းတမ်းတာလေးသိလိုက်တယ်ခက်မာကြီးသိလိုက်တဲ့ခန္ဓာအတွေ့ရလည်းပြောင်းလဲနေတယ်တဲ့မှာကောင်းတာလေးသိလိုက်တယ်မကောင်းတာလေးသိလိုက်တယ်ကြမ်းတမ်းတာသိလိုက်တယ်မကြမ်းတမ်းတာပေါ်လိုက်နုညံတာပေါ်လာလိုက်ဒါတွေပေါ်နေတယ်တဲ့မှာဓာတ်ကြီးလေးပါကလည်းအဲ့ဒီတော့ခန္ဓာမှာမဟာဖို့ဘူရိယုတ်ပိုင်းကလည်းယုတ်တွေကပြောင်းလဲနေတယ်မဟုတ်လားမှန်ပါဗျာပြောင်းလဲတဲ့သဘောတရားယုတ်ပဲရှိတယ်အနတ္တတင်းနဲ့တောင်းနေဆိုတာကမရှိတဲ့တရားတင်းနဲ့တောင်းနေဆိုတာဓမ္မကြီးတင်းလိုက်တာဆိုလို့ရှိရင်တင်းတာပြသားမှဆိုဓမ္မကြီးကြားနိုင်လားရုပ်သဘာဝတရားဟာပြစ္ဆုတ်ပံပြောင်းလဲခြင်းသဘောတရားပဲရှိတယ်ဓမ္မကြီးတင်းလိုက်တောင်းလိုက်ထုံလိုက်ကျင်လိုက်အောက်လိုက်ကြိုက်လိုက်ပူလိုက်အေးလိုက်လှုပ်လိုက်ရွာလိုက်ယာလိုက်ဆိုတာအဲ့ဒါမရှိတဲ့တရားအဲ့ဒါကပညာတရားအတ္တတရားရုပ်ဤသဘောတရားကပြောင်းလဲခြင်းသဘာဝတရားတစ်ခုပြီးတစ်ခုပြောင်းလဲနေတဲ့သဘာဝတရားကိုယ်ကလည်းပြောင်းလဲနေတဲ့သဘာဝတရားနာကလည်းပြောင်းလဲညွတ်တပြီးခံစားတဲ့သဘာဝတရားပြောင်းလဲခြင်းသဘာဝပဲရှိတယ်တဲ့မှာမှန်ပါဗျာအဲ့တော့မနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းကောင်းတာလေးပေါ်လာလိုက်မကောင်းတာပေါ်လာလိုက်ဓမ္မကလည်းပြောင်းလဲတဲ့သဘာဝတရားမနောကလည်းပေါ်လာတိုင်းပြောင်းလဲပြီးတော့နေတဲ့သဘာဝတရားနာကလည်းပြောင်းလဲပြီးကောင်းတာပေါ်တော့ကောင်းတယ်လို့ညွှန်လိုက်တဲ့သဘာဝတရားမကောင်းတာလည်းညွှန်လိုက်တယ်ကောင်းတာလည်းညွှန်လိုက်တယ်မကောင်းဆိုတာကမရှိတဲ့တရားအတ္တတရားပြောင်းလဲညွတ်တတ်တဲ့သဘောတရားကနန္တဤတရားသဘောတရားတွေအဲ့ဒီလိုယုံနာသဘာဝတရားတွေကိုယုတ်အနတ္တနာအနတ္တမြင်လို့ရှိလို့ရှိရင်သမာဓိဖြစ်တယ်တဲ့မှာမျက်စိကလည်းမြင်လိုက်တဲ့အချိန်ကပြောင်းလဲခြင်းသဘာဝတရားနာနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကလည်းပြောင်းလဲခြင်းသဘာဝတရားနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းပြောင်းလဲခြင်းသဘာဝတရားလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကလည်းပြောင်းလဲခြင်းသဘာဝတရားကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းပြောင်းလဲခြင်းသဘာဝတရားမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကပြောင်းလဲနေတဲ့သဘာဝတရားလှမ်းလိုက်တာလေးလည်းပြောင်းလဲနေတဲ့သဘာဝတရားယူတာလေးပြောင်းလဲနေတဲ့သဘာဝတရားပေါက်တာလေးလည်းပြောင်းလဲတဲ့သဘာဝတရားထိုင်တာလေးလည်းပြောင်းလဲတဲ့သဘာဝတရားအိတ်လိုက်တာလေးလည်းပြောင်းလဲတဲ့သဘာဝတရားခဏလေးပြောင်းလဲနေတယ်မဟုတ်လားကျုပ်ကမှန်ပါဗျာတော့ကြထိုင်လိုက်တော့ကြထားလိုက်တော့ကြသွားလိုက်တော့ကြယူလိုက်တော့ကြပေါက်လိုက်တော့ကြမြင်လိုက်တော့ကြကြားလိုက်ဒါရုပ်တည်ပြောင်းလဲတဲ့သဘာဝတရားတွေရုပ်အနတ္တမှန်ပါဗျာနာကလည်းပြောင်းလဲသိနေတဲ့နာအနတ္တမှန်ပါဗျာမျက်စိပေါက်ကပြောင်းလဲခြင်းသဘာဝရုပ်အနတ္တနာအနတ္တသဘာဝတရားသာရှိတယ်တဲ့မှာမရှိတာဒီမိမယောက်ျားသိနေတာအဲ့ဒါကလေးဒီလိုမြင်ဒီလိုသိနေလဲဆိုတာသိင်္ဂရာဂဒေသေးလူတယောက်မှမဖြစ်ဘူးမသိလို့မကြောက်တာအဲ့ဒီလိုမြင်ပြီဆိုလို့ရှိရင်အဲ့ဒါဘာလဲတဲ့ယုတ်အနတ္တနာအနတ္တမြင်တာတော့မှယုတ်အနတ္တနာအနတ္တမြင်နေတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်အပယ်လွတ်ပြီမှန်ပါဗျာအတိတ်အနာကရှိသေးလားမရှိပါဗျာအတိတ်ကအမှားမြင်တာတွေရှိသေးလားမရှိပါဗျာအခုပြစ္ဆုတ်ပံလည်းအမှားမြင်သေးလားမမြင်တော့ပါဗျာပြစ္ဆုတ်ပံအမှန်တရားအနတ္တမြင်နေမှာယုတ်အနတ္တနာအနတ္တယုတ်သဘောနာသဘောသဘာဝလက္ခဏာမြင်နေမှာအနာဂတ်လည်းအမှန်မြင်တော့မယ်တဲ့မှာအဲ့ဒါမှကာမဝကျကုသိုလ်စိတ်ခေါ်တယ်တဲ့မှာအဲ့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ကြတော့စိတ်ချရပြီနော်စိတ်ချရပြီငါဘယ်တော့မှအပေမသွားတော့ဘူးဆိုသိပြီငါသိရင်သမီးနဲ့လည်းပျော်ပျော်ကြီးငါနေနိုင်တယ်ခင်မောတဲ့ယောက်ျားနဲ့လည်းငါပျော်ပျော်ကြီးနေမယ်တခါကြီးတွေကလည်းခင်မောတဲ့တက္ကမနဲ့ငါပျော်ပျော်ကြီးနေတော့မယ်ငါသမီးနဲ့လည်းပျော်ပျော်ကြီးနေမယ်စိတ်နေရွှေတွေနဲ့လည်းငါပျော်ပျော်ကြီးနေမယ်မော်တော်ကားကြီးနဲ့လည်းပျော်ပျော်ကြီးနေမယ်လို့ဒီလိုနေနိုင်တယ်
ဒီလိုတရားတွေမှမသိပဲနဲ့မိမမြင်မိမသိကိုယ်တန်ကြဝက်တန်ကြနွားတန်ကြမွေတဲ့သင်းတဲ့ချိုးတဲ့ချင်းတဲ့ဒီလိုသိနေလို့ရှိရင်စိတ်မချနဲ့တော့မြန်မြန်လုပ်ကြနော်လူသေးလို့လူမဖြစ်တော့ဘူးကမှနော်အရိယသူတော်ကောင်းများကတော့ရှိတဲ့တရားတွေသိတယ်တခါကြီးဓမ္မကြီးဘယ်လိုရှိတဲ့တရားတွေသိလဲတဲ့တကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုင်းဟာယုံနာ2ပါးအနတ္တသဘောတရားမြင်နေပြီဓမ္မကြီးမှန်ပါဗျာအနတ္တသဘောတရားမြင်နေတော့တလောကတလုံးဘာရှိလဲတဲ့ယုံနာပဲရှိတယ်ဓမ္မကြီးမှန်ပါဗျာယုံနာပဲရှိတော့မပြောင်းတော့ဘူးမှန်ပါဗျာနော်အဲ့တော့တကား6ပေါက်မှာဘုရားလည်းဟောထားတယ်ဓမ္မကြီးမှန်ပါဗျာသဗ္ဗေဓမ္မအနတ္တမှန်ပါဗျာသဗ္ဗေဓမ္မအနတ္တလို့လူတိုင်းပြသပြမှာပြောတယ်မှန်ပါဗျာသဗ္ဗေဓမ္မအနတ္တမြင်သလားဆိုလို့ရှိရင်မေးလိုက်ရင်ခက်တယ်နော်လူတိုင်းပြသပြမှာအနတ္တကြီးပြောတယ်မှန်ပါဗျာအတ္တအနတ္တဆိုတော့စာတတ်တဲ့ပုဂ္ဂိုလ်တွေဒါပြောသေးတယ်မှန်ပါဗျာသဗ္ဗေဓမ္မအနတ္တဆိုလို့ရှိရင်မျက်စိနဲ့မြင်လိုက်ကအနတ္တဘယ်လိုမြင်နေလဲမေးပြီမှန်ပါဗျာအနတ္တဆိုတာဘယ်လိုမြင်လဲဆိုလို့ရှိရင်ရုပ်ကိုဘယ်လိုမြင်နေတယ်လဲအနတ္တမေးပြီလေအခုပုဂ္ဂိုလ်တွေကအနတ္တတည်ပြောတယ်တခါကြီးဘယ်လိုမြင်လဲအနတ္တမြင်တယ်မြင်ပုံမြင်နေသိပုံသိနေပြောပြသားမှာသဗ္ဗေဓမ္မအနတ္တလို့ဘုရားဟောတယ်အနတ္တဆိုဓမ္မသဘောကြီးသူ့သဘောသူဖောင်းနေတယ်တခါကြီးအသိတွေကလည်းပြောင်းလဲတယ်အသံတွေကလည်းပြောင်းလဲတယ်သူ့ဟာသူပဲမဟုတ်လားမျက်စိကလည်းသူ့ဟာသူဓမ္မသဘောကြီးပြောင်းလဲမြင်တယ်အသံတစ်ခုကြားမှနားကလည်းပြောင်းလဲကြတယ်နားကလည်းအကြောင်းအားလို့ဆိုတိုက်ခိုက်မှရုပ်ချင်းတိုက်ခိုက်ပြီးမှပြောင်းလဲညှို့ပြီးခံစားတယ်နာယုံနှစ်ပါးတစ်ထပ်တည်းဖြစ်ပြီးတစ်ထပ်တည်းပြက်ကြတယ်ဒီမှာပြောင်းလဲတယ်အဲ့တော့ပုဂ္ဂိုလ်တွေအပြင်သဗ္ဗေဓမ္မအနတ္တပေါ့ကွာလို့ဒီလိုပြောရတာအနတ္တမြင်ပုံမြင်နေပြောပြသားမှာဆိုရုပ်အနတ္တနာအနတ္တရုပ်အနတ္တဘယ်လိုမြင်သလဲနာအနတ္တဘယ်လိုမြင်လဲဆိုတော့သူသဘောလို့ဒီလိုပြောလို့မရဘူးမြင်ပုံမြင်နေကအနတ္တပြောသားအနတ္တဆိုတာတစ်ခုပြီးတစ်ခုမျက်စိကလည်းပြောင်းလဲနေတယ်အသံအစင်းတွေကလည်းပြောင်းလဲနေတယ်သံဌာနတွေကလည်းပြောင်းလဲနေတယ်အနံကလည်းပြောင်းလဲပြီးတော့ညှို့ပြီးသိတယ်အဲ့ဒီပြောင်းလဲခြင်းသဘာဝတရားတစ်ခုတည်းကိုသိမှရုပ်အနတ္တနာအနတ္တပြောင်းလဲခြင်းသဘာဝတရားတွေပဲသဘာဝလက္ခဏာပါလားဆိုတော့အဲ့တော့မှလက္ခဏာမြင်တာဓမ္မကြီးအဲ့ဒီလိုမြင်မှသမာဓိဓမ္မကြီးစာတဲ့ကဟိုတဲ့အနတ္တမြင်တယ်လို့မရဘူးနော်အဲ့ဒီတော့ခန္ဓာမှာမျက်စိကလည်းမြင်လိုက်တဲ့အချိန်ကသဗ္ဗေဓမ္မအနတ္တဆိုတာကအနတ္တသမားကတော့ဒါနိဗ္ဗာန်မဟုတ်သေးဘူးသဗ္ဗေဓမ္မအနတ္တတဲ့အခုမျက်စိပေါက်ကလည်းသဗ္ဗေဓမ္မအနတ္တမြင်ပြီးနာနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကအသံပေါ်ကိုသဗ္ဗေဓမ္မအနတ္တကြားပြီးအနတ္တဖြစ်နေပြီမှန်ပါဗျာနှာခေါင်းနဲ့အနာနဲ့ဒီမှလိုက်တဲ့အချိန်ကအနတ်ရုပ်ပေါ်မှာသဗ္ဗေဓမ္မအနတ္တအနတ်မောဖြစ်နေပြီအနတ္တမြင်နေပြီမှန်ပါဗျာလျာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာသဗ္ဗေဓမ္မအနတ္တဖြစ်နေပြီကိုယ်နဲ့အတွေ့နဲ့ဒီမှလိုက်တဲ့အချိန်ကသဗ္ဗေဓမ္မအနတ္တအတွေ့ပေါ်မှာဖြစ်နေပြီအနတ္တမြင်နေပြီမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကသဗ္ဗေဓမ္မအနတ္တဖြစ်နေပြီမနောနဲ့ဓမ္မနဲ့ပေါင်းစုံလှမ်းလိုက်တဲ့အချိန်ကလည်းဓမ္မသဘောကြီးဖြစ်နေပြီသဗ္ဗေဓမ္မအနတ္တရုပ်သဘောနာမ်သဘောသာရှိတော့ပြောင်းလဲတဲ့သဘောတရားပဲရှိတော့ချလိုက်တဲ့အချိန်ကလည်းသဗ္ဗေဓမ္မအနတ္တမြင်နေနော်ထိုင်တာလည်းသဗ္ဗေဓမ္မအနတ္တသဘောပြောင်းလဲနေတဲ့သဘာဝရုပ်သဘောနာမ်သဘောဒါပဲသိတော့ရုပ်သဘောနာမ်သဘောသိတာအဲ့ဒါမှသဗ္ဗေဓမ္မအနတ္တခေါ်တယ်တဲ့မှာရိုတဲ့အချိန်ကပေါက်တဲ့အချိန်ကအိတ်တဲ့အချိန်ကထိုင်တဲ့အချိန်ကလည်းသဗ္ဗေဓမ္မအနတ္တပြောင်းလဲတဲ့သဘာဝတရားတွေမြင်နေပြီအနတ္တမြင်နေပြီအဲ့ဒါနိဗ္ဗာန်မဟုတ်သေးဘူးဓမ္မကြီးအနတ္တပဲရှိသေးတယ်နော်ဝေဒနာပေါ်မှာရပ်နေတာပဲရှိသေးတယ်ဝေဒနာပေါ်မှာရပ်နေတယ်ဝေဒနာသိသိပလိုက်ပြီဝေဒနာပေါ်မှာရပ်နေတယ်ဝေဒနာပေါ်မှာရပ်နေပြီပြောင်းလဲတဲ့သဘောတရားလေးမှာရပ်နေပြီဝေဒနာပေါ်ကနေပြီးတော့ကဲဓမ္မကြီးလောကမှာသင်္ခါရုပ္ပခညာတော့ရပြီဓမ္မကြီးသင်္ခါရုပ္ပခညာဆိုတာသင်္ခါရမဖြစ်တော့ဘူးရုပ်ကလည်းပြောင်းလဲတယ်နာမ်ကလည်းပြောင်းလဲတယ်အဆင်းကရုပ်ပေါက်ပြောင်းလဲနေတာဒီသိသွားပြီသိဆဲပလိုက်ပြီသိဆဲပလိုက်တော့ဝေဒနာတွေသိဆဲပလိုက်တယ်ဓမ္မကြီးဘယ်ဝေဒနာတွေသိဆဲပလိုက်လဲတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာကိုသိဆဲပလိုက်တာဝေဒနာတဏှာမဖြစ်တော့ဘူးဗျမှန်ပါဗျာနော်ဒိဋ္ဌိနဲ့တဏှာလွတ်တော့မယ်မှန်ပါဗျာနော်ဒါသောတာပန်ကိုပြောမလို့မှန်ပါဗျာဒိဋ္ဌိအစွန်းတဏှာအစွန်းလွတ်တော့မယ်အခုဝေဒနာကိုသိဆဲပလိုက်ပြီဝေဒနာကိုတဏှာမဖြစ်တော့ဘူးဝေဒနာပေါ်နဲ့စိတ်ရနေပြီမှန်ပါဗျာဝေဒနာဘယ်လိုရလဲတဲ့ရုပ်အနတ္တနာအနတ္တမြင်တယ်လို့ရုပ်ဤသဘောတရားကိုပြောင်းလဲတဲ့သဘာဝတရား
နာဣသဘောတရားပြောင်းလဲညွတ်တတ်တဲ့သဘောတရားမြင်တာကလည်းပြောင်းလဲညွတ်မြင်တဲ့သဘောတရားအဲ့ဒီသဘောတရားကဝေဒနာသိမ့်ဆဲပလိုက်လို့ဝေဒနာတွေရနေပြီဝေဒနာတဏှာမဟုတ်တော့ဘူးမှန်ပါဗျာအဲ့ဒါဝေဒနာသိမ့်ဆဲတဲ့ညာမှန်ပါဗျာအဲ့ဒါပါလေတဲ့သင်္ခါရုပ္ပခဉာဏ်ခေါ်တယ်မှန်ပါဗျာသင်္ခါရုပ္ပခဉာဏ်ဆိုတာဥစ္စာသင်္ခါရကိုသုံးယုံကျုံပြီးတော့တခါတည်းကိုဝေဒနာတခါတည်းစုစည်းပလိုက်မှန်ပါဗျာသိမျက်စိပေါက်ကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာဝေဒနာကိုရနေပြီဘာကြောင့်ဝေဒနာကိုရနေလဲလို့မေးစရာအကြောင်းတရားရှိမျက်စိကလည်းပြောင်းလဲတဲ့သဘာဝတရားနားကလည်းပြောင်းလဲတဲ့သဘာဝတရားနှာခေါင်းကလည်းပြောင်းလဲတဲ့သဘာဝတရားရုပ်နဲ့နာနဲ့ပြောင်းလဲနေတယ်ဒါပဲသိလျှာကလည်းပြောင်းလဲတဲ့သဘာဝတရားကိုယ်ပေါက်ကလည်းပြောင်းလဲတဲ့သဘာဝတရားမနှောကလည်းပြောင်းလဲတဲ့သဘာဝတရားလှမ်းနာကလည်းပြောင်းလဲတဲ့သဘာဝတရားယောဓာလည်းပြောင်းလဲတဲ့သဘာဝတရားပေါက်ထားလည်းပြောင်းလဲတဲ့သဘာဝတရားအိတ်လိုက်ထားလဲပြောင်းလဲတဲ့သဘာဝတရားထိုင်တာလဲပြောင်းလဲတဲ့သဘာဝတရားပြောင်းလဲတာပဲရှိတော့အဲ့ဒါဝေဒနာကိုသိစေပလိုက်တာအဲ့ဒါသင်္ခါရကိုအကုန်လုံးသင်္ခါရရှိသေးလားစိတ်တွေဖြစ်သေးလားခွေးစိတ်ဝက်စိတ်နွားစိတ်ဆိုတာဖြစ်သေးလားယုံနဲ့နာတမာတိလေးဖြစ်မနေဘူးလားယုတ်အနတ္တနာအနတ္တမြင်နေပြီယုံနာပေါ်မှာတီးနေပြီယုတ်ကဘာလဲပြောင်းလဲတယ်နာကလည်းပြောင်းလဲတယ်ယုတ်နဲ့နာပေါ်မှာတီးနေတာအဲ့ဒါဘာလဲတဲ့ကာမဝဇ္ဇကုသိုလ်စိတ်ခေါ်တယ်တဲ့ကွာယုတ်အနတ္တနာအနတ္တမြင်နေအဲ့ဒီပေါ်မှာစိတ်ကလေးတင်းနေတင်းနေဘဲမှမပြောင်းမလဲတော့ဘူးတော့မှကြအဲ့ဒါမှသင်္ခါရုပ္ပခဉာဏ်ခေါ်တယ်ဘာကြောင့်လဲတဲ့မျက်စိပေါက်ကလည်းခွေးစိတ်ဝက်စိတ်နွားစိတ်ဒကမစိတ်ဒကာစိတ်ဖုံကြီးစိတ်ရသိစိတ်ဒီစိတ်တွေမဖြစ်တော့ဘူးပြောင်းလဲတဲ့ရုပ်သဘာဝပဲသိတော့ပြောင်းလဲညွတ်တတ်တဲ့နာမ်သဘာဝပဲသိသဘာဝလည်းကအဲ့ဒီလိုသိတော့ဝေဒနာသိဆဲပလိုက်ဝေဒနာသိဆဲပလိုက်တော့သာဘိဓမ္မအနတ္တအဲ့တော့သာဘိဓမ္မအနတ္တတော့ဆိုပြီးတဲ့အနတ္တဆိုတာနိဗ္ဗာန်မဟုတ်သေးဘူးတော့မှရဲ့နိဗ္ဗာန်ဆိုတဲ့သဘောတရားကဘာလဲတဲ့အနတ္တဆိုတဲ့ဥစ္စာကသူ့သဘောဖြစ်နေတယ်နိဗ္ဗာန်ဆိုတာပိုင်တဲ့သဘောတရားနော်အနတ္တကသူ့သဘောနိဗ္ဗာန်ဆိုတဲ့ဥစ္စာကဘယ်ဟာလဲတဲ့ပိုင်တာမအိုတော့ဘူးမနာဘူးမသေးတော့ဘူးဒီလိုဆွဲလို့လည်းမဖြစ်သေးဘူးနော်အဲ့တော့နိဗ္ဗာန်ဆိုတာမဖြစ်မပြတ်တဲ့သဘောတရားကြီးနော်မအိုမနာမသေးတဲ့သဘောတရားကြီးမအိုမနာမသေးတဲ့သဘောတရားကြီးဖြစ်တာလည်းမရှိဘူးပြက်တာလည်းမရှိဘူးဝေဒနာလည်းမရှိဘူးယုံနာလည်းမဖြစ်ဘူးခန္ဓာ၅ပါးလည်းမဖြစ်တော့ဘူးအဲ့မဖြစ်တာမဖြစ်တာဆိုတော့မဖြစ်တဲ့သဘောတရားကဖြစ်ပြလည်းမရှိတော့ဘူးပြောင်းလဲနေတယ်ဆိုတော့ဖြစ်ပြတာခေါ်တာဖြစ်တာပြက်တာမသိတော့ဘဲနဲ့ပြောင်းလဲတာသိလိုက်တာအဲ့ဒါဝေဒနာဖြစ်ပြသင်္ခါရကိုသိဆဲပလိုက်တာဝေဒနာကိုသိဆဲပလိုက်တယ်ဖြစ်ပြလည်းမရှိတော့ဘူးဝေဒနာကိုသိဆဲပလိုက်ပြီသိဆဲပလိုက်တော့သဗ္ဗေဓမ္မအနတ္တအနတ္တဆိုတော့နိဗ္ဗာန်မဟုတ်သေးဘူးတမကြီးဒါလည်းဟိုတဲ့ဝိပဿနာညာဝိပဿနာစိတ်မဲ့ပညာကနေပြီးတော့အဲ့ဒီလောကုတ္တရာမဲ့ကိုကူးခြင်းလို့အနုလောမတရားရှင်းလိုက်တာဝေဒနာတွေသိဆဲပလိုက်တယ်ဒီလောကုတ္တရာမဲ့ကဝိပဿနာညာဝိပဿနာစိတ်ကမနေပြီးတော့မှလောကုတ္တရာမဲ့ကိုကူးနိုင်အဲ့ဒါအခုဟာကဘာလဲတဲ့ဝိပဿနာညာဝိပဿနာစိတ်ဝိပဿနာပညာတော့လွတ်သွားပြီဟိုဘက်ကူးမလို့တရားခင်းလိုက်တာအခုသဲရင်လာတော့သဲရင်တရားကြီးခေါ်တယ်ကွာကြီးသဲရင်တရားကိုခင်းလိုက်တာသဲရင်တရားပေါ်ရောက်တော့မှမုတ်ပေါက်ရောက်မှာဟုတ်တယ်ကွာကြီးအဲ့တော့အခုသဲရင်တရားကိုရောက်ပြီခင်းလိုက်ပြီဟိုဘက်ကနေပြီးသဲရင်တရားကိုခင်းလိုက်ဘာလို့ခင်းလိုက်လဲတဲ့ပြက်ထားတွေမရှိတော့ဘူးယုံနာဖြစ်ပြက်သင်္ခါရသဘောတရားတွေပရိစ္ဆသမုပ္ပါမလဲတော့ဘူးဘာကြောင့်လဲတဲ့ဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာလွတ်သွားပြီဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာကမှလောကုတ္တရာမဲ့ကိုကူးနိုင်တယ်ဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာမှမဖြစ်ဘဲနဲ့လောကုတ္တရာမဲ့ကူးနိုင်တယ်လို့မရှိဘူးနော်အဲ့တော့အခုဝိပဿနာဉာဏ်ဝိပဿနာစိတ်ကနေပြီးတော့ဘယ်ကိုသွားသိလိုက်လဲဆိုတော့ယုံနာနှစ်ပါးကိုသိဆဲပလိုက်တဲ့ညာဘယ်လိုသိဆဲပလိုက်တဲ့ယုံနာတဏအနတ္တကိုမြင်လို့ပြောင်းလဲသဘာဝပြောင်းလဲတဲ့သဘာဝကိုတင်းနေတယ်တဲ့ကွာကဲပြောင်းလဲတဲ့သဘာဝကနေပြီးသဲအင်းတရားကြီးကတော့ဒီဘက်ကူးလာပြီကဲမုတ်ပေါက်ဝင်မယ်ဆိုတော့ပြောင်းလဲတဲ့သဘာဝတရားပြောင်းလဲနေတဲ့သဘာဝတရားဒီလိုသိလိုက်တော့သဲဒီဘက်ကိုတော့ကူးလာပြီတရားကြီးတော့ကြောလာပြီကြောလာတဲ့အချိန်ခါမှာကဲတကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုင်းတကားကြီးသဗ္ဗေဓမ္မအနတ္တလို့ဓမ္မကြီးဒီလိုဆိုထားတယ်ဓမ္မကြီးမြင်သမျှကြားသမျှနားသမျှစားသမျှထိသမျှငါမြင်တယ်လည်းမရှိငါကြားတယ်လည်းမရှိငါနားတယ်လည်းမရှိငါစားတယ်လည်းမရှိမိမလည်းမမြင်ခွေးလည်းမမြင်တကားလည်းမမြင်ချောတာလည်းမမြင်လှတာလည်းမမြင်ဝါတာလည်းမမြင်ရှည်တာမမြင်တိုးတာမမြင်ရုပ်ဤသဘာဝပြောင်းလဲတဲ့သဘာဝခွေးသာမကြားဝက်သာမကြားဘဲသာမကြားလေဒီဥသာမကြားဒကမအသာမကြားဒကာအသာမကြားဘာမှမကြားတော့ဘူးပြောင်းလဲတာပဲရှိတယ်
ရုပ်ဤသဘာဝတရားသူသဘောသူအသေးသေးအတန်ကလည်းပြောင်းလဲအစင်းကလည်းပြောင်းလဲသဘာဝတရားပဲတခုတည်းရှိတော့ဒီစိတ်ကလေးပေါ်တင်းနေတာစိတ်တည်းဖြစ်မျက်စိကလည်းပြောင်းလဲနားကလည်းပြောင်းလဲတယ်တခုတည်းဖြစ်ကဲတခုတည်းဖြစ်တော့ရုပ်နဲ့နာနဲ့လွတ်ရအောင်မဲတကမကြီးရုပ်နဲ့နာနဲ့လွတ်တော့ကဲခန္ဓာ၅ပါးရှိသေးတယ်တကမကြီးနော်အဲ့တော့ဝိပဿနာညာဝိပဿနာစိတ်တော့ဖြစ်ပြကြီးချင်းနေတယ်ဖြစ်ပြကြီးချင်းနေတော့ရုပ်နာပေါ်မှာတင်းနေတယ်ပြောင်းလဲတဲ့ရုပ်နဲ့နာနဲ့ပြောင်းလဲတဲ့ပုံမှာရုပ်နာပေါ်မှာတင်းနေတာရုပ်နာကနေပြီးပြောင်းအောင်မစိတ်ဩပြောင်းလဲတဲ့သဘောတရားပဲဩနာနဲ့ရုပ်နဲ့ဟာရုပ်ကလည်းပြောင်းလဲတယ်နာကလည်းပြောင်းလဲပြီးညွတ်တယ်နာနဲ့ရုပ်နဲ့တတတိဖြစ်နေတဲ့ဥစ္စာခံစားမှုသဘောဝေဒနာပါလားဆိုဝေဒနာပြောင်းလိုက်ရောဟုတ်ပြီဓမ္မကြီးဝေဒနာဒီပါလေဝေဒနာဒီနာနဲ့ရုပ်နဲ့တတတိဖြစ်နေတဲ့ဥစ္စာဝေဒနာခန္ဓာပါလားဆိုဝေဒနာကနေပြီးဝေဒနာခန္ဓာပြောင်းလဲတာရှိသေးလားနာရုပ်ရှိသေးလားလွတ်မတော်ဘူးလားဝေဒနာခန္ဓာဆိုခန္ဓာ၅ပါးပေါ်ဝေဒနာခန္ဓာပေါ်မှာဝေဒနာရပ်ပြီဝေဒနာလွတ်တော့မယ်စကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းလက်ဥစိတ်ကလေးကတော့ပြောင်းလဲတဲ့သဘာဝတရားအသံလည်းပြောင်းလဲတဲ့သဘာဝတရားအနံ့လည်းပြောင်းလဲတဲ့သဘာဝတရားဒါပြောင်းလဲတဲ့သဘာဝတရားရုပ်အနတ္တမြင်နေတယ်တဲ့မှာအခုလောဘုတ်တရားမဲ့ကူးလိုက်ဘယ်ကူးလိုက်တဲ့အဲ့ဒီပြောင်းလဲတဲ့သဘာဝတရားကနေပြီးစိတ်ကလေးတွေပြောင်းလဲမဲ့စိတ်ဖြစ်ချင်တော့မဲ့စောတာကိုပြောင်းလဲတဲ့သဘောတရားကနေပြီးတော့စိတ်ကလေးပြောင်းပလိုက်တာပြောင်းလဲတဲ့သဘောတရားကရုပ်ဆိုတဲ့သဘောတရားကပြောင်းလဲတယ်နာမ်ဆိုတဲ့သဘောတရားကပြောင်းလဲညွတ်တတ်တယ်နာမ်ယုံနှစ်ပါးတတတိဖြစ်နေတာကဝေဒနာခန္ဓာဆိုဝေဒနာခန္ဓာသိလိုက်ပြောင်းလဲတဲ့သဘောမသိတော့ဘူးဝေဒနာခန္ဓာသိလိုက်ပြီတမန်ကျအဲ့ဒီတော့မှဝေဒနာခန္ဓာကိုသိလိုက်တဲ့တပြိုင်နက်တည်းမျက်စိကလည်းမြင်လိုက်တဲ့ချိန်ကခံစားမှုသဘောဝေဒနာခန္ဓာကြားလိုက်တဲ့အတောင်ပေါ်မှာလည်းနာယုံနှစ်ပါးတတတိဖြစ်နေတာဝေဒနာခန္ဓာအနတ်နာလိုက်လေဝေဒနာခန္ဓာယာသာစားလိုက်လေဝေဒနာခန္ဓာအတွေ့ထိလိုက်လေဝေဒနာခန္ဓာဓမ္မသိခိုက်မှလေဝေဒနာခန္ဓာယူတာလေဝေဒနာခန္ဓာပေါက်ထားလေဝေဒနာခန္ဓာလှမ်းလိုက်တာလေဝေဒနာခန္ဓာထိုင်တာလေဝေဒနာခန္ဓာအိတ်လိုက်တာလေဝေဒနာခန္ဓာဝေဒနာခန္ဓာပဲရှိတော့မသိကြသွားပြစ္ဆုတ်ပါသမာဓိပြစ္ဆုတ်ပါနာနဲ့ယုံနဲ့တတတိဖြစ်တာဝေဒနာခန္ဓာပဲရှိတယ်တော့မှမျက်စိကလည်းဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာဝေဒနာခန္ဓာပဲရှိတယ်တော့မှပြစ္ဆုတ်ပါသမာဓိမဖြစ်ဘူးလားပြစ္ဆုတ်ပါသမာဓိဋ္ဌိမျက်စိဘောက်ကလည်းဝေဒနာခန္ဓာဖြစ်ဝေဒနာခန္ဓာဖြစ်တော့တလောကဓာတ်လုံးဟာပြောင်းလဲတဲ့သဘောတရားမသိတော့ဘူးအနတ္တမသိတော့ဘူးလောကုတ္တရာမဲ့ပူသွားပြီတဲ့မှာလောကုတ္တရာမဲ့ပူသွားတော့မျက်စိဘောက်ကလည်းအတိတ်အနာကပြစ္ဆုတ်ပါကာလသုံးပါရှိသေးတာမဲ့စိတ်ဆိုတဲ့ဥစ္စာဓမ္မကြီးတချို့ကတော့ဒိဋ္ဌိပြုံးမှာဒိဋ္ဌိတော့62ပါးသောဒိဋ္ဌိတဲ့62ပါးသောဒိဋ္ဌိဆိုတာဘယ်ဟာလဲဘုန်းကြီးများတော့ရွတ်တတ်တဲ့စာတတ်တဲ့ပုဂ္ဂိုလ်တော့ရွတ်တတ်တယ်ကွာကြီး62ပါးသောဒိဋ္ဌိဆိုတဲ့ဥစ္စာဓမ္မကြီးမိစ္ဆာဒိဋ္ဌိတစ်လုံးနဲ့ပြုတ်သွားရင်တမာအတိသိပြီဆိုလို့ရှိရင်62ပါးသောဒိဋ္ဌိအရေးပေါ်ဗျနော်အခု62ပါးသောဒိဋ္ဌိရေဖြစ်သွားပြီဘာကြောင့်ရေဖြစ်သွားလဲတဲ့မျက်စိကလည်းခွေးစိတ်ဝဲစိတ်နွားစိတ်ကြက်စိတ်တက္ကမစိတ်တက္ကစိတ်ဖယားစိတ်ကြောက်စင်းသူဖယားစိတ်မော်တော်ကားစိတ်တိုက်စိတ်ရေစိတ်မရှိတော့ဘူးဓမ္မကြီးဘာစိတ်ဖြစ်နေလဲတဲ့ဝေဒနာခန္ဓာတစ်ခုတည်းရှိတော့တယ်ဓမ္မရှိတဲ့ပြစ္ဆုတ်ပံဝေဒနာခန္ဓာပဲရှိတော့တယ်အဲ့ဒါမက်စိတ်ခေါ်တယ်အဲ့တော့တချို့ကမက်ဆိုတဲ့ဥစ္စာမေ့နေတယ်လို့ဘာလို့ပြောတယ်ဓမ္မကြီးမက်စိတ်ဆိုတာပြစ္ဆုတ်ပံစိတ်ကလေးကဘာစိတ်လဲတဲ့နာနဲ့ယုံနဲ့တထတိဖြစ်နေတဲ့ဥစ္စာမျက်စိဘောက်ကလည်းနာယုံနှစ်ပါးတထတိဖြစ်နေတယ်ဝေဒနာခန္ဓာအသံဘောလည်းဝေဒနာခန္ဓာအနံ့ဘောလည်းဝေဒနာခန္ဓာယာသာစားခိုင်းမှလည်းဝေဒနာခန္ဓာအတွေ့ထိခိုင်းမှလည်းဝေဒနာခန္ဓာဓမ္မသိခိုင်းမှလည်းဝေဒနာခန္ဓာဝေဒနာခန္ဓာတစ်ခုတည်းဖြစ်နေတာဓမ္မကြီးအဲ့ဒီတော့62ပါးသောဒိဋ္ဌိဟာရေဖြစ်သွားပြီပုရုဇဉ်တို့ဤကိန်းအောင်နေတဲ့ပုရုဇဉ်အနွယ်ဖြတ်လိုက်ပြီပုရုဇဉ်အနွယ်ကစိတ်တွေကပုရုဇဉ်စိတ်ကဘယ်စိတ်လဲတဲ့မိမမြင်မိမသိယောက်ျားမြင်ယောက်ျားသိခွေးမြင်ခွေးသိဝက်မြင်ဝက်သိနွားမြင်နွားသိကြက်မြင်ကြက်သိဆိုအဲ့ဒါပုရုဇဉ်စိတ်ပုရုဇဉ်ဖြစ်သေးလားပုရုဇဉ်စိတ်ဖြစ်သေးလားအရိယစိတ်ဖြစ်သွားပြီရှိတဲ့မိစ္ဆာဒိဋ္ဌိအသိကိုပြုတ်သွားပြီးတော့သမာအသိပြစ္ဆုတ်ပါမြင်တဲ့မှာဝေဒနာခန္ဓာတစ်ခုတည်းသိတာအဲ့ဒါအရိယစိတ်မက်စိတ်ခေါ်တယ်မျက်စိကအနေနဲ့ပြီးတော့ပုရုဇဉ်အနွယ်ရှိသေးလားမရှိတော့ဘူးနော်အဲ့တော့ပုရုဇဉ်အနွယ်ကိုဖြုတ်ပလိုက်တယ်မျက်စိပေါက်ကလည်းမက်စိတ်ကျသွားပြီဘယ်မက်စိတ်လဲပြစ္ဆုတ်ပါမောမြင်လိုက်တဲ့အချိန်ကဝေဒနာခန္ဓာသိလိုက်တာသောတာပတ္တိမက်စိတ်ကျသွားမက်စိတ်ကြောင့်ကျသွားပြီတဲ့မက်စိတ်ကျပြီးရင်ဖိုးစိတ်ဖြစ်ရတယ်အဲ့တော့အခုမက်စိတ်ကျသွားတယ်ဘာမက်စိတ်ကဘာလဲတဲ့မြင်လိုက်တဲ့အချိန်ကမက်တပုံကဘယ်လိုလဲလို့ဆိုလို့သောတာပန်မြတ်တတ်တာမြင်လိုက်တဲ့အချိန်ကလည်းရှစ်စိတ်နောက်စိတ်လုံးစိတ်ကလေးကမိမမြင်လိုက်တဲ့အချိန်နောက်စိတ်ကလိုက်တယ်ကွာနောက်စိတ်ကလေးကဘယ်လိုလိုက်လဲတော့မင်းမဟုတ်ပါဘူးကွာရုပ်ချင်းတက်ခဲ့လိုက်တဲ့ဥစ္စာဟာဖြင့်ပြောင်းလဲခြင်းသဘောဝတရားတွေ
ရုပ်ကလည်းပြောင်းလဲနာကလည်းပြောင်းလဲရုပ်ချင်းထိခိုက်လိုက်တဲ့ချင်းအဖားသာဖြစ်ပြီးသီလုံးနံပြခံစားလိုက်ရုပ်နဲ့နာနဲ့တထပ်တိဖြစ်တာဝေဒနာခန္ဓာပဲမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်ပါဘူးဆိုတော့အဲ့ဒါမက်စိတ်ကလိုက်တာရှင်းစိတ်ကအပယ်လေးပါးကိုကြာရမယ်ဒိဋ္ဌိနဲ့တဏှာဖြစ်နေတဲ့အစောနှစ်ပါးစိတ်ကိုနောက်ကမက်စိတ်ကနေပြီးတော့ရှိတဲ့ပြစ္ဆုတ်ပါစိတ်ကလေးနေရာဝင်းယူလိုက်တဲ့မျက်စိပေါက်ကအဲ့ဒါမက်စိတ်ကအကုသိုလ်စိတ်ချုပ်သွားမိမစိတ်ချုပ်သွားဒိဋ္ဌိနဲ့တဏှာအဲ့စိတ်မချုပ်ဘူးလားချုပ်သွားဘာစိတ်ကြာနေလဲတဲ့သမာဓိရှိတဲ့ဝေဒနာခန္ဓာပဲရှိတော့အဲ့ဒါမက်စိတ်ခေါ်တယ်အဲ့ဒါအခုတချို့ကတော့မက်ဆိုတော့မေ့နေတယ်လို့ဘာလို့ပြောတယ်ဓမ္မကြီးဓမ္မကြီးနားပြေသွားခြင်းတော့အသိနဲ့သွားမယ်မဟုတ်လားဓမ္မသွားခြင်းရောနိဗ္ဗာန်ရောမသိတာကဘယ်သွားမလဲငရဲတိရစ္ဆာန်ဖြစ်တာမသိတာကမောဟဆိုရင်အပေနော်အဲ့တော့မသိတာကဘာလဲတဲ့ဘယ်သွားလို့ဘယ်လာရမှမသိတဲ့ပုဂ္ဂိုလ်ကအပေကြီးပဲအဲ့တော့ဒါကြောင့်အခု message တော့ကြာသွားပြီဓမ္မကြီးအခုပုဂ္ဂိုလ်တွေပြောတာရှိတယ်ရည်လိုက်ကြတာ62ပါးသောဒိဋ္ဌိဘာဒိဋ္ဌိလို့အဲ့ဒီပုဂ္ဂိုလ်တွေ62ပါးသောဒိဋ္ဌိရည်ပြသားမှာဆိုတော့ဓမ္မကြီးမရည်တတ်တော့ဘူးဓမ္မကြီးအဲ့တော့လွယ်ကူလေးနဲ့ဓမ္မကြီးဒိဋ္ဌိပြုတ်ပြီးတော့62ပါးသောဒိဋ္ဌိကိုရည်ပြမယ်ဓမ္မကြီးရည်ပြမယ်ဆိုတော့ဘယ်လိုလဲတဲ့62ပါးသောဒိဋ္ဌိကဝိပဿနာဉာဏ်ဝိပဿနာစိတ်ဝိပဿနာပညာမဲ့ပညာဖို့ပညာရတဲ့ပုဂ္ဂိုလ်62ပါးသောဒိဋ္ဌိစာအုပ်ထဲကရည်ဖို့မလိုဘူးနော်ဥပမာလေးတင်စားပြောမယ်ဓမ္မကြီး62ပါးသောဒိဋ္ဌိတင်ပြောဖို့မလိုဘူးဓမ္မကြီးအဲ့တော့ဘယ်လိုဒိဋ္ဌိပြုတ်မှလဲတဲ့ဆိုလို့ရှိရင်အခုတော့ message တော့ကြာသွားပြီဓမ္မကြီးဒိဋ္ဌိပြုတ်သွားပြီဖို့စိတ်ဖြစ်ဖို့ပဲရှိတော့တယ်ဖို့စိတ်ဖြစ်ဖို့ကမဖြစ်သေးဘူးဓမ္မကြီး62ပါးသောဒိဋ္ဌိပြုတ်ပုံကိုဥပမာတင်ပြောဦးမယ်62ပါးသောဒိဋ္ဌိပြုတ်ပုံဟာကိုစာအုပ်ထဲကတော့62ပါးသောဒိဋ္ဌိကိုသူတို့ကရည်တတ်တယ်ရည်တတ်တော့ဥပဇင်းတို့တော့မရည်တတ်ဘူး62ပါးသောဒိဋ္ဌိကိုဥပမာတင်စားပြီးပြောမယ်ဓမ္မကြီးဟောဘုရားနှုတ်ဆက်ခါလာတုန်းကရှေ့တုန်းကရှိကြတယ်ဓမ္မကြီးဘယ်လိုရှိလဲဆိုလို့ရှိရင်ဝိရိယမင်းကြီးတိုင်းပြည်မှာမိထ္ထိလာတိုင်းပြည်ကြီးမှာပညာရှိသုခမိတ်မောသရာသားတော်တယောက်ရှိအဲ့တော့သုလတိဗြဟ္မရာမင်းကြီးတိုင်းပြည်မှာလည်းပညာရှိအမကေဝပုံနာရှိအဲ့ဒီကေဝပုံနာကလည်းသုလတိဗြဟ္မရာမင်းကြီးရဲ့တိုင်မင်ခါစားပြီးတော့9000တိုက်ခန်းပေါ်မှာတက်ပြီးတော့တိုင်မင်နဲ့အမကြီးတယ်ခမကြီးအဲ့တော့အမတ်လိမ့်ဟုတ်ပညာရှိသုခမိတ်အဲ့တော့ဝိရိယမင်းကြီးတိုက်ပြေမှာလည်းမိထ္ထိလာပြေကြီးမှာလည်းပဲသားတော်မဟောထားတာပညာရှိသုခမိတ်သိမ့်ဒေဝိကာမေမဟုတ်လင်းဥသာအမတ်ရှိပေတဲ့မဟောသရာသုခမိတ်ကပညာအကြီးဆုံးကိုအဲ့တော့သုလတိဗြဟ္မရာမင်းကြီးတိုက်ပြေကလည်းမဟောသရာရှိတဲ့ဝိရိယမင်းကြီးတိုက်ပြေတိုက်လို့မရဘူးမဟောသရာတိုက်ပြေကမဟောသရာပညာရှိသုခမိတ်ကိုတမကြီးအဲ့တော့တိုက်လို့မရနိုင်တိုက်လို့မရတော့အဲ့တော့သုလတိဗြဟ္မရာမင်းကြီးတိုက်ပြေကကေဝပုံနာကလည်းပဲပညာရှိသုခမိတ်ဆိုတော့ပညာချင်းပြန်ရအောင်ဆိုပြီးတော့စာချွန်တွေကန့်ပြီးတော့ပညာချင်းပြန်ရတယ်ဓမ္မကြီးအဲ့တော့ခုနှစ်ပြေတောင်ကိုစာချွန်တွေကန့်ပြီးတော့တခါတည်းကိုကေဝပုံနာနဲ့သုလတိဗြဟ္မရာမင်းကြီးတိုင်းပြေကကေဝပုံနာနဲ့ဟေးမိထ္ထိလာပြေဝိရိယမင်းကြီးတိုင်းပြေကသားတော်မဟောတထာပညာရှိသားတော်မဟောတထာသုခမိတ်နဲ့သုလတိဗြဟ္မရာမင်းကြီးတိုင်းပြေကကေဝပုံနာနဲ့ပညာချင်းပြန်ရတော့မယ်ဆိုပြီးတော့စာချွန်တွေကန့်ပြီးတော့ထားရတယ်တက္ကမကြီးအဲ့တော့နှစ်ပြေတောင်ကြားမှာပညာချင်းပြန်ရတယ်တက္ကမကြီးအဲ့တော့သုလတိဗြဟ္မရာမင်းကြီးတိုက်ပြေကလည်းကေဝပုံနာကသူ့နောက်ကပါလာတဲ့စစ်သေးတော်တွေက16ခေါ်မဏိတ10ခေါ်မဏိတဒီတက်ကြီးနဲ့ချီလာတယ်တက္ကမကြီးအဲ့တော့ကေဝပုံနာနောက်ကအဲ့တော့ကေဝပုံနာနောက်ကနှစ်ပြေကြားထဲမှာ16ခေါ်မဏိတက်ကဲ10ခေါ်မဏိတက်ကဲသုလတိဗြဟ္မရာမင်းကြီးတိုက်ပြေကကေဝပုံနာနောက်က10ခေါ်မဏိရဲ့16ခေါ်မဏိတက်ကဲအဲ့ဒီတက်တွေကကေဝပုံနာနောက်ကပါလာတယ်တက္ကမကြီးပါလာတော့အဲ့ဒီမှာမောသထာသုခမိန်ကလည်းပဲမြို့ထဲကမစင်းသေးဘူးပေါ့ဗျာမစင်းသေးပါနဲ့တခါတည်းကိုကေဝပုံနာကိုတခါတည်းရှင်းထားတယ်တော်တော်နဲ့မစင်းဘူးမစင်းတော့မှအဲ့တော့မှတော်တော်ကြီးကြားတော့မှအဲ့တော့မှဖွားပဲသား900မှာမောသထာနောက်ကဒါပဲပါတယ်တက္ကမကြီးဖွားမဲ့သား900ကိုဘယ်လိုမှာထားလဲပညာရှိသုခမိန်ကိုသူကဟေးငါတို့ကင်းဝပုံနာနဲ့ငါတို့ပညာချင်းပြန်ရလိမ့်မယ်ပညာချင်းပြန်ရပြီဆိုလို့ရှိရင်ဖြင့်ငါဗရမ ्या လုံးကိုဖာခရီးတော်ရှင်မှာဗရမ ्या တစ်လုံးငါတောင်းယူသွားပြီကင်းဝပုံနာကိုငါဗရမ ्या ပေးမယ်ဗရမ ्या ပေးပြီဆိုလို့ရှိရင်ကင်းဝပုံနာဗရမ ्या တော့လှမ်းယူမှာပဲ
လှမ်းယူလိုက်လို့ရှိရင်ငါသူ့လက်ထဲငါမထည့်ဘူးငါအောက်ချလိုက်မယ်အောက်ချလို့ရှိရင်ဒီကေဝပုံနာဟာဖြင့်ကောက်ယူမယ်ကောက်ယူလို့ရှိရင်သူ့ဆံပင်ငါချီနှင်းပြီးတော့ငါမထနိုင်အောင်ငါချီနှင်းထားမယ်မင်းတို့ကလက်ခုပ်လက်ဝါးတီးပြီးတော့ကေဝပုံကေဝပုံနာဟိတို့ဆရာမဟောတထာသူခမိန်နဲ့ကေဝပုံနာနဲ့ပညာချင်းပြိုင်လို့ကေဝပုံနာရှုံးပြီရှ िख ိုးပြီးလို့လက်ခုပ်လက်ဝါးတီးပြီးတခါလေအော်ကြဆိုပြီးတော့ဟိုကမောထရာပညာရှိကိုဓမ္မကြီးအဲ့ဒီလိုမှားထားတော့ဖွားပဲသား900မှားထားတယ်ဓမ္မကြီးမှားထားတော့အဲ့တော့မှသားတော်မဟောတထာဟာဝိဓိမင်းကြီးရှေ့တော်ဝင်ပြီးတော့အဲ့တော့ဘယ်လိုပြောလဲမှန်လားပါဗျာဘုရားသားတော်ဟာဖြင့်နန်းဖြင့်ဗရမ ्या သနာပါဗျာအဲ့တော့သားတော်မဟောတထာကဝိဓိမင်းကြီးကိုနန်းဖြင့်ပြေတန်တဲ့ဗရမ ्या ကြီးကိုသွားတောင်းနေပြီးတော့ရှင်ဘုရားမှန်လားပါဗျာသားတော်မောသရာပြေတန်တဲ့ဗရမ ्या ကြီးကိုသနာပါဗျာတတိတော့ကိဝပုံနာနဲ့ဘုရားသားတော်နဲ့ပညာချင်းပြန်ရပါလိမ့်မယ်ဗျာဆိုတော့အဲ့တော့မှဝိဓိမင်းကြီးကသားတော်မောသရာကိုကဲသားတော်မောသရာယူသွားစီဆိုပြီးတော့ပြေတန်တဲ့ဗရမ ्या ကြီးကိုပေးလိုက်တော့အဲ့တော့သားတော်မောသရာကနေပြီးတော့နန်းတွင်းထဲကနေပြီးနောက်ကဖွားပဲသား900နဲ့နှစ်ပြေတောင်ကြားမှာကိဝပုံနာကလည်းပဲ16ခေါ်မနီတက်ကြီးနဲ့10ခေါ်မနီတက်ကြီးနဲ့တခါတည်းစောင်းဆိုင်ပြီးတော့တမျောမျောနေရတော့တာပေါ့လေအဲ့ဒီတော့ဝိဓိမင်းကြီးတိုက်ပြေကမိထီလာပြည်ကြီးကနေပြီးတော့သားတော်မောတထာသုခမိန်ဗရမ ्या လုံးကြီးကစားပြီးတော့တခါတည်းနောက်ကဖွားပဲသား900နဲ့မောတထာဆိုတာကမင်းမြောက်တရား5ပါးတွေဝက်ဘောင်းနေနှထောင်းနေနဲ့ဗရမ ्या လုံးကြီးနဲ့ကစားထွက်သွားတာပေါ့လေကစားထွက်သွားတဲ့အချိန်ခါကျတော့အဲ့တော့ကေဝပုံနာနာရောက်တဲ့အချိန်ခါကျတော့မောသရာကလည်းပဲမင်းမြောက်တရား5ပါးဝက်ထားတော့ရုပ်ကလည်းချောတာကိုဗရမ ्या ကလည်းအပြေတန်းနဲ့ဗရမ ्या မောသရာကလည်းအနန္ချောမင်းမြောက်တရား5ပါးဝက်ထားတော့ကြည့်လို့အနန္တင့်တယ်နေတာပေါ့လေကေဝပုံနာကအဲ့တော့မှအနန္တရောက်တဲ့ဗရမ ्या လုံးကြီးမောသရာကကစားပြီးဆင်းလာတဲ့အချိန်ခါကျတော့ကေဝပုံနာကဘယ်လိုနှုတ်ခွန်းဆက်လိုက်တဲ့ဩတင်းမဟောတထာသုခမိန်ဟာပညာရှိသုခမိန်မှန်ပါပြီတဲ့ဘယ်နဲ့ကြောင့်လဲအခုဗရမ ्या လုံးကြီးကစားပြီးတော့လာလိုက်တဲ့ဥစ္စာလူကလည်းချောမင်းမြောက်တရား5ပါးဝက်ပြီးတော့ဗရမ ्या ကလည်းပြေးတန်းတဲ့ဗရမ ्या ကစားလာလိုက်တဲ့ဥစ္စာလူကလည်းချောဗရမ ्या ကလည်းအဖို့တန်ပညာကလည်းရှိအမတအဖို့တန်ပါလားအဲ့ဒီလိုကေဝပုံနာကဝိရိမင်းကြီးသားတော်မဟောတထာကိုနှုတ်ခွန်းဆက်လိုက်တော့အဲ့တော့မှမောတထာသုခမိန်ကနှုတ်ခွန်းတစ်ခါပြဆက်တယ်ကေဝမင်းကြီးကျွန်တော်အခုကစားလာတဲ့ပြေးတန်းတဲ့ဗရမ ्या ကိုလိုချင်လို့လားဘယ်နဲ့အဲ့တော့မဲ့သွားပြီကေဝပုံနာမဲ့သွားတော့ဘယ်နဲ့သားတော်မောတထာဘယ်လိုပြောပါလိမ့်မလဲပြေးတန်းတဲ့ဗရမ ्या ကိုမလိုချင်မဲနေပါမလားသားတော်မောတထာရဲ့ကေဝပုံနာကလည်းကဲဒါဖြင့်ကေဝပုံနာပြေးတန်းတဲ့ဗရမ ्या ကိုမသမျောပါဘူးအမမင်းကိုပေးပါမယ်ကျုပ်ကစားပါရစေအောင်ဆိုပြီးကစားဗရမ ्या လုံးကြီးကောက်ကစားကစားနေတော့ကိုကေဝပုံနာရောဗရမ ्या လုံးယူပြီးတော့ဆိုပြီးတော့လှမ်းပြီးတော့ပေးတာကိုပေးလိုက်တော့ဗရမ ्या လုံးကိုသူကလှမ်းပြီးယူလိုက်တော့လက်ထဲမထည့်ပဲနဲ့ဘေးချော်ချတော့ကေဝပုံနာတခါတည်းကုန်းကောက်လိုက်တော့ဗရမ ्या လုံးကိုနောက်ကိုချင်းနဲ့ရက်လိုက်တော့နောက်ကဖွားပဲသား900ကောက်ယူတယ်ကေဝပုံနာကိုဆာမင်လေးကိုမဟောသရာသုခမိန်ကကြပြားချင်းနဲ့နင်းပြီးရက်ပတ်ပလိုက်တယ်ခါမလွတ်တော့မှအဲ့တော့မှနောက်ကမဟောတထာရဲ့ဖွားပဲသား900ကနေပြီးတော့ဟေးသုလတိဗျမရာမင်းကြီးတိုင်ပြေကကေဝပုံနာအမဟာတို့ဝိရိမင်းကြီးတိုင်ပြေကမဟောတထာသုခမိန်နဲ့ပညာချင်းပြိုင်လို့သုလတိဗျမရာမင်းကြီးတိုင်ပြေကကေဝပုံနာစစ်ရှုံးပြီဟေးပညာကြီးရှုံးပြီအခုရှစ်ခိုးနေပြီကြော့နေပြီဟေးဆိုပြီးတော့လက်ခုပ်လက်ဝါးတီးပြီးပေးလိုက်တော့တခါတည်းကိုကေဝပုံနာနောက်ကရှစ်ခေါမဏီတက်နဲ့16ခေါမဏီတက်ဟာကြည့်လိုက်တော့ဟိုမှာကေဝပုံနာကြီးဖင်ထောင်ပြီးတော့ရှစ်ခိုးလိုမြင်နေတာပေါ့လေအဲ့ဒီလိုမြင်တော့ဟုတ်ပြီတို့ကေဝပုံနာအမတ်လိမ္မာမောတထာကိုပညာရှုံးလို့ရှစ်ခေါနေပြီဟေးတို့တော့မနေဘူးပြေးမှာပဲဆိုပြီးတော့အဲ့ဒါ16ခေါမဏီတက်ရောရှစ်ခေါမဏီတက်ပြေးပါရောဗျာအဲ့ဒီတော့မောတထာသုခမိန်ကနေပြီးကေဝပုံနာသဘင်ကိုချိန်နေလိုက်တော့နောက်ကေဝပုံနာနောက်ကပါလာတဲ့16ခေါမဏီတက်10ခေါမဏီတက်အမတ်တယောက်နင်းလိုက်တာတပြိုင်နက်တည်းအဲ့ဒီ10ခေါမဏီတက်16ခေါမဏီတက်ပြေးရောအဲ့တော့
တကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုင်းသောတာပတ္တိမက်ကနေပြီးစိတ်တခဏလေးနဲ့တစ်ချက်တည်းစစ်သားတွေဟာတနတ်ပြစ်လိုက်လို့ရှင်လူတော်တယ်ပြစ်လိုက်လို့ရှင်စတဲ့ပရင်းငါနဲ့ဆွဲလိုက်လို့ရှင်10ယောက်15ယောက်အယောက်20သာသေနိုင်တယ်သောတာပတ္တိမက်ကတစ်ချက်တည်းစီမောင်းဖြုတ်လိုက်ပြီဆိုရင်မျက်စိပေါက်ကမြင်စဲမှာစီမောင်းဖြုတ်လိုက်လိမ့်မယ်နားပေါက်ကနေပြီးအတန်ကြားစဲမှာစီမောင်းဖြုတ်လိုက်လိမ့်မယ်နှာခေါင်းနဲ့နားစဲမှာစီမောင်းဖြုတ်လိုက်လိမ့်မယ်လျှာနဲ့ရတာနဲ့စားစဲမှာစီမောင်းဖြုတ်လိုက်လိမ့်မယ်ကိုယ်နဲ့အတွေ့နဲ့ဒီစဲမှာစီမောင်းဖြုတ်လိုက်လိမ့်မယ်မနှောနဲ့ဓမ္မနဲ့ဒီစဲမှာစီမောင်းဖြုတ်လိုက်မယ်တဏှများစီမောင်းဖြုတ်လိုက်တယ်တစ်ချက်တည်းဖြုတ်လိုက်တဲ့ဥစ္စာပုရုဇဉ်တို့ဤကိန်းအောင်နေတဲ့စိတ်တွေအကုသိုလ်စိတ်တွေအပယ်လေးပါကြာရောက်မဲ့ခွေမြင်တဲ့ခွေစိတ်ဝက်မြင်တဲ့ဝက်စိတ်နွားမြင်တဲ့နွားစိတ်ကြက်မြင်တဲ့ကြက်စိတ်ရေမြင်တဲ့ရေစိတ်ငါးမြင်တဲ့ငါးစိတ်တက္ကမမြင်တော့တက္ကမသိတဲ့စိတ်ချောတာလေးမြင်တော့ချောတယ်လို့သိတဲ့စိတ်လှတာမြင်တော့လှတယ်လို့သိတဲ့စိတ်အဲ့ဒီစိတ်တွေချုပ်ကုန်ဘာကြောင့်ပြစ်လိုက်တဲ့သောတာပတ္တိမက်ကနေပြီးတော့တစ်ချက်တည်းစီမောင်းပြုတ်ကြိုက်တာမျက်စိတစ်ခုမြင်လိုက်တဲ့အချိန်ကလည်းစီမောင်းပြုတ်ကြိုက်တယ်ဝေဒနာခန္ဓာအတ္တတစ်ခုကြားလိုက်တဲ့ဝေဒနာခန္ဓာအနတ်တစ်ခုနားလိုက်တဲ့ဝေဒနာခန္ဓာယာတာတစ်ခုစားလိုက်တဲ့ဝေဒနာခန္ဓာအတွေ့တစ်ခုသိလိုက်တဲ့ဝေဒနာခန္ဓာဓမ္မတစ်ခုသိလိုက်တဲ့ဝေဒနာခန္ဓာယောတာလည်းဝေဒနာခန္ဓာပေါက်တာလည်းဝေဒနာခန္ဓာထိုင်တာလည်းဝေဒနာခန္ဓာအကုန်လုံးဝေဒနာခန္ဓာပဲရှိတာစေတသိက်တွေချုပ်ကုန်အဲ့ဒါပါလေတဲ့သောတာပတ္တိမက်ကသတ်တခါတည်းပြစ်သွင်းလိုက်တာစီမောင်းဖြုတ်ချလိုက်တာ62ပါးသောဒိဋ္ဌိရေပဲစာအုပ်ထဲက62ပါးသောဒိဋ္ဌိလိုက်နေဖို့မလိုဘူးမျက်စိဘောက်ကနေပြီးတော့သောတာပတ္တိမက်ကနေပြီးတစ်ချက်တည်းဝင်ပြီးတော့စီမောင်းဖြုတ်ချရဲ့သမာအတိလေးကရှိတဲ့ပြစ္ဆုတ်ပါသမာအတိလေးကနေရာဝင်ရွယ်တယ်သွားရောအဲ့ဒါကြောင့်မို့တရားဓမ္မတွေလုံရင်လည်းရမယ်မလုံဖဲနဲ့စာအုပ်ကြည့်နေလို့ကတော့အဘယ်မလို့ဘူးစာအုပ်ကြည့်တာကများလို့ဒါအသိပေးတာပါဗျာအဲ့ဒါပါလေတဲ့သောတာပတ္တိမက်ကြဖို့တကား6ပေါက်ကသောတာပတ္တိမက်ဆိုတာကမျက်စိနဲ့အမြင်လိုက်တဲ့အချိန်ကအသင်းတစ်ခုပေါ်လာဝေဒနာခန္ဓာအသံတစ်ခုကြားလဲဝေဒနာခန္ဓာဝေဒနာခန္ဓာနဲ့သတ်ပြိုင်ဝေဒနာခန္ဓာပဲရှိတော့ကဲမက်စိတ်တော့ကြာသွားပြီတဲ့မက်စိတ်ကနေပြီးတော့ကဲဖိုစိတ်ကူကြဆိုကဲဖိုသောစောပြီးဖိုစိတ်ကူမယ်ဝေဒနာခန္ဓာခန္ဓာ၅ပါးလွတ်ရအောင်မယ်ခန္ဓာ၅ပါးပဲလို့လွတ်မလဲတဲ့အခုဝေဒနာခန္ဓာဆိုတော့ဝေဒနာပေါ်ရနေတယ်နာဝေဒနာပေါ်ရနေတော့အဲ့တော့ဝေဒနာခန္ဓာပေါ်မှာရနေတော့ခန္ဓာ၅ပါးလွတ်ရအောင်မယ်အဲ့ဒီခန္ဓာ၅ပါးပေါ်ကနေပြီးတော့ကဲစိတ်ပြောင်းတော့မယ်မက်စောစောတဲ့မက်စိတ်ကြပြီးဖိုစောစောမယ်ဖိုစိတ်ဖြစ်အဲ့ဒီတော့ဖိုစောစောဖို့ဟာအရေးကြီးပြီအဲ့ဒီတော့မက်စိတ်ကြပြီးရင်မက်စိတ်ကြပြီးရင်ဖိုစောစောဖိုစိတ်ဖြစ်ရအောင်မယ်သောတာပန်ဖိုစိတ်ဖြစ်ရအောင်အဲ့ဒီတော့ကဲဝေဒနာခန္ဓာကနေပြီးတော့စိတ်ပြောင်းအောင်မယ်နာယုံနှစ်ပါးတတ္တိဖြစ်နေတာယုတ်ကရုပ်နဲ့နာနဲ့တတ္တိဖြစ်နေတာဝေဒနာခန္ဓာဝေဒနာခန္ဓာဒီဝေဒနာဒီနာမလားဆိုနာစိတ်ပြောင်းမလိုက်စိတ်ပြောင်းလိုက်ဝေဒနာခန္ဓာကနာစိတ်ပြောင်းမလိုက်ဟိုမှာတရားခင်းလိုက်တာကိုဝေဒနာခန္ဓာကနေပြီးတော့တရားခင်းလိုက်မက်ဆေ့ကြသွားတော့ခုနကသဲရင်ကူမှာတရားကြီးကလွန်လာခဲ့တယ်သဲရင်တရားလွန်လာတော့မက်ဆေ့ကြလိုက်တာနဲ့မုတ်ဦးဒီဘက်လွန်လာမုတ်ဦးဒီဘက်လွန်လိုက်တော့ကဲဖိုစိတ်ဖြစ်မယ်မုတ်ဦးကနေပြီးတော့စိတ်ပြောင်းမယ်ရောက်လာအောင်မယ်ဘယ်လိုလာမလဲဝေဒနာခန္ဓာကနေပြီးတော့ကြည့်လိုက်တယ်ဝေဒနာရုပ်နဲ့နာနဲ့တထတိဖြစ်နေတာဝေဒနာခန္ဓာဝေဒနာဒီနာမလားစောက်စိတ်ပြောင်းဝေဒနာခန္ဓာကပြောင်းလိုက်တယ်ဝေဒနာဒီနာမလားနာဤသဘောဘာလို့တတ်တယ်သူသဘောကြည့်လိုက်တဲ့အချိန်ကနာဤသဘောဟာဗိဓာမြင်လိုက်တဲ့အချိန်ကအသင်ကိုလည်းသိလိုက်တယ်ခံစားလိုက်တယ်အတန်ကိုလည်းခံစားလိုက်တယ်အနံ့ကိုလည်းခံစားလိုက်တယ်ရတာကိုလည်းခံစားလိုက်တယ်အတွေ့ကိုလည်းခံစားလိုက်တယ်အစ္ဆဒသန္နကမဟာဗုဒ္ဓကြီးလေးပါဘုဒ္ဓရုပ်ပိုင်းနဲ့ရုပ်ဝေဒနာလေးကိုခံစားလိုက်တယ်နံတရားဟာပြန်တကား6ပေါက်အာယုံ6နဲ့တိုက်ခိုက်တိုင်းမျက်စိကလည်းဒုက္ခနဲ့ဒုက္ခခံစားတယ်အသံမောလည်းဒုက္ခနဲ့ဒုက္ခခံစားတယ်အနံ့ကိုလည်းဒုက္ခနဲ့ဒုက္ခနဲ့ခံစားတယ်တလောကတလုံးကဒုက္ခလည်းမရှိဒုက္ခလည်းမရှိပြစ္ဆုတ်ပန်စိတ်ကလေးကဘာရှိလဲပြစ္ဆုတ်ပန်စိတ်ကလေးကပြစ္ဆုတ်ပန်ဆက်ဆက်ကလေးပြစ္ဆုတ်ပန်စိတ်ကလေးကရုပ်ဝေဒနာနဲ့ခံစားတဲ့သဘောလဲဒုက္ခလည်းမရှိဒုက္ခကိုသိလိုက်ရင်ဒေါသစိတ်ဒုက္ခကိုသိလိုက်ရင်လောဘစိတ်ဒုက္ခလည်းမရှိဒုက္ခလည်းမရှိပြစ္ဆုတ်ပန်ပါရှိလဲပြစ္ဆုတ်ပန်ဆက်ဆက်ကလေးနာဣလက္ခဏာခံစားတဲ့သဘောပါလားလို့ခံစားတာလေးရှိတယ်ဖြစ်တာလည်းမရှိပြက်တာလည်းမရှိရုပ်နဲ့နာလည်းမရှိတော့ဘူးခန္ဓာ၅ပါးလည်းလွတ်သွားပြီပြစ္ဆုတ်ပန်ကာလ၃ပါးလွတ်မြောက်တဲ့ကာလဝိမု ക്തി စိတ်ဖြစ်သွား
မျက်စိပေါက်ကလည်းအစင်းတစ်ခုပေါ်လာလဲခံစားတဲ့သဘောအသံတစ်ခုကြားလိုက်လဲခံစားတဲ့သဘောအနံ့တစ်ခုနားလိုက်လဲခံစားတဲ့သဘောရာသာတစ်ခုစားလိုက်လဲခံစားတဲ့သဘောအတွေ့တစ်ခုထိလိုက်လဲခံစားတဲ့သဘောဓမ္မတစ်ခုသိလိုက်လဲခံစားတဲ့သဘောလှမ်းလိုက်တာလေးလဲခံစားတဲ့သဘောချလိုက်တာလေးလဲခံစားတဲ့သဘောထိုင်တာလဲခံစားတဲ့သဘောအိတ်လိုက်တာလဲခံစားတဲ့သဘောယူတာလဲခံစားတယ်ပေါက်တာလဲခံစားတယ်တလောကလုံးဘာရှိလဲဖြစ်တာလည်းမရှိဘူးပြက်တာလည်းမရှိဘူးပြစ္ဆုတ်ပန်ဆက်ဆက်ကလေးခံစားတဲ့သဘောဆိုကာလဝိမု ക്തി စိတ်အဲ့ဒါဖို့စိတ်ပဲအဲ့ဒါလွတ်သွားပြီဒိဋ္ဌိအစွန်တဏှာအစွန်ရှိသေးလားမရှိတော့ဘူးဒိဋ္ဌိငါမြင်ငါကြားမိမမြင်မိမသိမှအဲ့ဒါဒိဋ္ဌိနဲ့တဏှာဖြစ်တယ်အခုသမာအတိလေးလက္ခဏာစိတ်ကလေးဖြစ်နေတယ်တလောကလုံးဘာရှိလဲနာဣလက္ခဏာခံစားတဲ့သဘောလေးတစ်ခုတည်းရှိတော့တယ်အဲ့ဒါဘာလဲတဲ့ဖို့စိတ်ပဲဗျအဲ့ဒါသောတာပတ္တိမေသောတာပတ္တိဖို့စိတ်ခေါ်ပါတယ်ဗျအခုတရားတော်မှာများသောတာပန်အတိသောတာပန်အမြင်အောင်အဘိဓမ္မာတရားတော်များကြီးဟောကြားသုံးမဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်အခုလာရောက်တဲ့တရားတော်မှာမနုဿတ္တဒုံလာဘအရာကဲသောတရားလူရဲ့လိုဖြစ်လာတဲ့ချိန်ခါမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာတော်ကြီးနဲ့မိတဲ့ချိန်ခါဓမ္မယရနာတွေလည်းပွင့်လင်းတဲ့အချိန်ခါသုံးဦးသုံးပလဲမိတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုံနိုင်ရပြီးအတိတ်ကာလတုန်းကမရှိတဲ့တရားတွေမြင်ပြီးရှိတဲ့တရားတွေအခုမိစ္ဆာဒိဋ္ဌိရှင်းနေပြီးရှိတဲ့သမာဓိဋ္ဌိမြင်နိုင်ကြပါစေကုန်တော်သတည်း